côတွေ့ကိုတွေ့ရလားမသိဘူးညီမ screen ရှိတဲ့လို့မရပါနဲ့ဟုတ်အော်ဟုတ်ကဲ့ကျေးဇူးပါအဲ့ဒါဆိုလို့ရှိရင်ညီမအဲ့ဒါဆိုလို့ရှိရင်စလိုက်တော့မယ်နော်အဲ့ဒါဆိုလို့ရှိရင်အခုဟုတ်ညီမဟိုပေါ့နော်ဒီနေ့ပြောမယ့် topic ကဘာလဲဆိုလို့ရှိရင် engineering AI ပေါ့နော်ဘာလို့ဆိုညီမတို့ဒီ underserved language ဖြစ်တဲ့ဒီမြန်မာစာကအခုလောလောဆယ်ဟို training ပေးတာတွေ training ဆိုတာ fine tune လုပ်တာတွေပေါ့နော်အခုဟိုမတွေ့တိတ်ပြီးတော့ဟိုမရှိဘူးပေါ့နော်အဲ့ဟာတွေဘယ်လိုလုပ်ကြလဲပေါ့နော်ဘယ်လို implement လုပ်ကြလဲ challenges တွေကဘာတွေရှိလဲဆိုတာကိုညီမဒီနေ့ပြောမယ်အဲ့ဒါအခုဒီနေ့ agenda မှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုလို့ရှိရင်အဲ global AI divide ပေါ့နော်ဘာကိုပြောတာလဲဆိုလို့ရှိရင်အခုဟိုဘယ်လိုပြောရမလဲဒီ AI revolution ကဟို English speakers အဲ့ဟာတွေနဲ့နောက် European ဟိုဟာတွေကိုပဲသူတို့က focus လုပ်နေတယ်ညီမတို့ low resource language တွေဖြစ်တဲ့ဒါပါမြန်မာစာလဲပါဖြစ်ချင်ဖြစ်နေ India တို့ Africa တို့ဆိုလို့ရှိရင်အဲ့ဒီဟာကဟိုပေါ့နော်လုံးဝဟိုဘယ်လိုပြောလဲ we are left behind ဖြစ်နေတယ်အဲ့ဒါကြောင့်အဲ့ဟာအဲ့ problem ပေါ့နော်အဲ့ဟာကိုအဲ့ problem ရှိတယ်နောက်ပြီးကြလို့ရှိရင် solution ပေါ့နော် okay အဲ့ဒါ solution ညီမတို့ဘယ်လို resolve လုပ်ကြမလဲပေါ့နော် technical blueprint နောက်တစ်ခုကကြတော့ဟိုဘာကိုသိစေချင်လဲဆိုလို့ရှိရင် okay အဲ့ဒါဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲ model တွေစောက်ကြမယ်ပြဿနာတွေလည်းဒီညီမတို့ရဲ့ဒီဟို LLM ကိုဘယ်လိုစောက်လဲပေါ့နော်အဲ့ဒါဆို architecture ကဘယ်လိုမျိုးဖြစ်တင်လဲနောက်ပြီးကြလို့ရှိရင်အဲ့ production သွားမယ်ပေါ့နော် production သွားမယ်ဆိုလို့ရှိရင်အဓိကအဲ့ deployment architecture တွေကဟိုဘယ်လိုမျိုးဖြစ်တင်လဲဆိုတဲ့ဥစ္စာအဓိကအပိုင်း၃ပိုင်းခွဲထားရပေါ့နော် okay okay part 1မှာဆိုလို့ရှိရင်ဒါတွေပါမယ် AI landscape တွေပါမယ်နောက်ပြီးကြလို့ရှိရင်ဘာတွေပါဆိုအဲ့ဟိုညီမတို့ဟို global AI divide ကြောင့်ဖြစ်နေတယ်ပေါ့နော် risk တွေကိုဟိုဖြစ်မယ်ပြောပြမယ်နောက်ပြီးကြလို့ရှိရင်အဲ့ AI ကဟိုဘယ်လိုပြောမလဲညီမတို့ရဲ့ Burmese language တွေကိုနားမလည်တဲ့အချိန်မှာဆိုလို့ရှိရင်ဘာတွေဖြစ်သွားနိုင်လဲပေါ့နော်အဓိကအဲ့ hallucination ဆိုတာကကြတော့ဘာကိုပြောရလဲဆိုလို့ရှိရင်ဟိုဒီထဲမှာအကြောင်းသားတွေတချို့ဟိုပါလို့ညီမထည့်ပြောလိုက်မယ် hallucination ဆိုတာကကြတော့မှန်တယ်လို့ထင်ရတဲ့ information ပေါ့နော်ဒါပေမဲ့ तू ကအမှန်တကယ်မဟုတ်ဘူးပေါ့နော်ညီမအဲ့ဒါအဲ့ဟို sample ဟိုဟာလေ screenshot ဟိုယူထားတယ်ပေါ့နော်ဒီထဲမှာဒီ slide ထဲမှာပါမယ်အဲ့ဒါဆို okay AI landscape okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့ဒီ AI ကအခုမှတော့ဟိုဘယ်လိုပြောမလဲအခုမှဟိုဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ဟိုးရင်ညီမ AI ကိုစလုပ်ဘူးတဲ့အချိန်ကတော့2019ပေါ့နော်2019မှာညီမဘာလုပ်လဲဆိုလို့ရှိရင်ဒီ AI နဲ့ပေါ့နော်ညီမတို့မှာ robots တွေရှိတယ်ညီမအဲ့ R&D department မှာလုပ်တယ်အဲ့ဒီမှာမလုပ်တဲ့အခါကျတော့ robots တွေကိုညီမတို့ကဒီဟို reception မှာထားတာပေါ့နော် reception မှာထားတယ်နောက်ပြီးကျရင်အဲ့ဒီထဲမှာဆိုလို့ရှိရင်ညီမတို့ကသူ့ကိုပတ်ပေါ့နော်လမ်းကြောင်းတွေဆွဲပေးထားတယ်ဥပမာဆိုလို့ရှိရင် okay meeting room 1 room 2နောက်ပြီးကြလို့ရှိရင် pantry ကိုသွားမယ်ပြီးကြရင်ဧည့်သည်တွေကိုအဲ့ဟိုစား coffee serve လုပ်မယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်တယ် AI နဲ့အဲ့ကလေးကညီမစတော့လုပ်နေတာပေါ့နော်အဲ့ဒီဥစ္စာအဲ့ဆိုလို့ရှိရင်ဟိုဧည့်သည်တယောက်ကလာလို့ရှိလို့ရှိရင်ဟိုပေါ့နော်ငါ့ကို meeting room ကိုပို့ပေးလို့ရမလားဆိုပြီးတော့ तू က robot ကိုပြောလိုက်တယ် robot okay အဲ့ဆိုလို့ရှိရင် can you follow me ဆိုပြီးတော့သူ့ကိုခေါ်သွားတယ်ဧည့်သည်ကိုရောက်သွားဧည့်သည်အဲ့ meeting room ရောက်သွားလို့ရှိလို့ရှိရင် okay ဒီမှာနေ့ရဲ့ meeting room ရောက်နေပြီအဲ့ဆိုလို့ရှိရင် သူ့ရဲ့ဟိုငကိုသတ်မှတ်ထားတဲ့ point ပေါ့နော် point ကိုပြန်လာတယ်အဲ့ဒီဥစ္စာ AI နဲ့လုပ်တယ်နောက်ပြီးကြလို့ရှိရင်ညီမတို့ဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဟို speech recognition တွေလုပ်တယ် text to speech to text ပေါ့နော်အဲ့ဒီအချိန်တုန်းကဒါပေမဲ့အဲ့ဒီအချိန်တုန်းကကျတော့ဘာဖြစ်နေလဲဆိုလို့ရှိရင်ညီမအဲ့ deep learning ကိုတော့အရင်ပေါ့မဖြစ်ဘူးဒါကြီးညီမတို့ API ခေါ်ပြီးသုံးလိုက်တာ哦အဲ့တော့အဲ့ဟာတွေလုပ်ဖြစ်တယ်အဲ့ဒါကအဲ့ကလေးက AI ကစပြီးတော့ဟိုဖြစ်နေတာပေါ့နော်ဟိုစနေပြီး AI trend နောက်ပြီးတော့နောက်တစ်ခါပါလဲဆိုလို့ရှိရင် machine learning ပေါ့နော် AI ပြီးတော့ညီမတို့နောက်ဘာ trend ဖြစ်လာလဲဆိုလို့ရှိရင် machine learning ကကြတော့အကုန်လုံးသိပြီးသားတဲ့အတိုင်းပဲ data တွေကနေပြီးတော့ learn လုပ်တယ် statistics တွေလုပ်တယ်နောက်ပြီးကြလို့ရှိရင်ဘာအတွက်လုပ်တာလဲဆိုလို့ရှိရင် तू ကဟိုနောက်ဘာလဲဆိုလို့ရှိရင် loan ပေါ့နော်ဥပမာဆိုလို့ရှိရင် loan prediction ဟိုလူတယောက်ရဲ့ဟို behavior ထားပါတော့သူ့ရဲ့ financial ဟိုထားပါတော့ဥပမာ transaction တွေပဲရှိသူ့ရဲ့ဟို income ဟိုပေါ့နော်ဆို data တွေပဲရှိအဲ့ဒါကိုကြည့်ပြီးညီမတို့ကဒီလူတယောက်ကဟိုဘယ်လိုပြောမလဲ loan default ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတဲ့စာ prediction လုပ်တယ်နောက်ပြီးကြလို့ရှိရင် housing price တွေကနောက်ပိုင်းမှာတက်လာမှာလားမတက်လာဘူးလားဆိုတဲ့ဥစ္စာကိုဟို machine learning နဲ့လုပ်တယ်ပေါ့နော်အဲ့ဒါတော့ machine learning တစ်ပိုင်းတော့အခု deep learning ကကြောင့်ညီမတို့ပို့ပြီးတော့နည်းနည်းဟို complex ဖြစ်လာတယ်ဘာဖြစ်လဲဆိုတော့အဲ့ deep learning မှာဘာတွေပါလဲဆိုလို့ရှိရင် unstructured data တွေပါတယ်အဲ့ unstructured data တွေကဘာတွေပါလဲဆိုလို့ရှိရင်အဲ့ images တွေပါမယ် text ပေါ့နော် text ဆိုတာကြတော့ဘာကိုပြောရလဲဆိုလို့ရှိရင်ဟို unstructured data ဆိုတာညီမတို့ဟို database ထဲမှာမရှိတဲ့ဥပမာဆိုလို့ရှိရင်ညီမတို့အခုလောလောဆယ်သုံးနေတဲ့ messenger တို့ whatsapp တို့မှာရှိတဲ့ unstructured data တွေပေါ့နော်အဲ့ဒီဟာကြတော့ unstructured data လို့ခေါ်တယ်နောက်ပြီးကြလို့ရှိရင် audio တွေပါမယ်အဲ့မှာ deep learning ကနည်းနည်းလေး complex ဖြစ်တယ်ပြီးရင်အဲ့သူနဲ့ဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်
သူကဟို video surveillance ပေါ့နော်အဲ့ဟာတွေလုပ်လို့ရတယ်နောက်ပြီးကြလို့ရှိရင်အဲ့ speech စောစောညီမပြောတဲ့ speech recognition တွေပါတယ်လုပ်လို့ရတယ်အဲ့တော့အခု2023မှာမှဟိုGen AI ကဘုံဖြစ်လာတော့ပေါ့နော်အခုဥစားသူကကြတော့ဘာဖြစ်လဲဆိုတော့ညီမတို့ဒီ analysis လုပ်ရုံနဲ့မကတော့ဘူးပေါ့နော်သူကဟို image generation တွေလည်းလုပ်နိုင်တယ်ထားပါတော့ software developer တယောက်လိုမျိုးလဲ code တွေရေးနိုင်တယ်ထားပါတော့ညီမကဟို project manager ပဲဆိုကြပါစို့ညီမအခုလောလောဆယ်အဲ့ဟို product ပေါ့နော် AI နဲ့ပတ်သက်တဲ့ product တွေလုပ်နေတာအဲ့တော့ဘာလို့လဲဆိုတော့ meeting minutes တွေကိုညီမမှတ်လာတယ်မှတ်လာပြီးလို့ရှိရင်ငါမတွေ့သေးတယ်လို့ပဲတကယ်အဆူကဘာ ဟိုကလေဒီ mute လေးလုပ်ပေးလို့ရ ဟုတ် လား တော့နာမည်ပြောင်းလို့ရလားတဆူငါရဲ့နာပြီလေရှာကြည့်လိုက်ပါ Hello ငါရဲ့ဥစ္စာဟိုဟာဖြစ်နေတယ်နာမည်ပြောင်းလို့ရလား Hello ဒီရဟာပွင့်လာတဲ့နာမည် ဟောရပြီမနဲ့ โอเคဆိုလို့ရှိရင်ဆက်ပြောလိုက်မယ်เนาะ ဟုတ်ကဲ့ ဆိုဟုတ်အခုလောလောဆယ် Gen AI ပေါ့နော် Gen AI ဖြစ်လာတယ်အဲ့ဟာကြတော့ဟိုဘယ်လိုမျိုးပြောမလဲဆိုတော့ meeting minutes တွေကို summarize လုပ်ခိုင်းတယ် okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့ကထားပါ researcher ပေါ့နော် researcher ဖြစ်တဲ့အတွက်ကြောင့်မလို့ paper တွေအများကြီးညီမတို့ဖတ်ကြတယ်ဟိုပေါ့နော်ဘယ်လိုပြီးကြရင်ကို paper မှာဘယ်လိုမျိုးဟိုရေးမလဲဘယ်လိုအဲ့ idea ဟိုဟာဖြစ်အောင်လို့ထားပါဘယ်လိုအဲ့ဒီ paper မှာ mood ဘယ်လို argue လုပ်မလဲဘယ်လိုဟိုပေါ့နော်အဲ့ဟာကို argue လုပ်တာတော့မဟုတ်ပါ agreement disagreement ဖတ်ဖို့အတွက်ပေါ့နော်အဲ့ဒီ paper တွေကို summarize ဘယ်လိုလုပ်လဲပေါ့အဲ့တော့ Gen AI နဲ့ဟိုပေါ့နော်အခုအကုန်လုံးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ညီမတို့ရဲ့ workload တွေကို Gen AI သုံးပြီးတော့ short ချလို့ရတယ်ပေါ့နော်အဲ့တော့အခုလောလောဆယ်ညီမတို့ဒီ meeting မှာ focus လုပ်မှာက LLM ကို focus လုပ်မယ်။ဘာအတွက်လုပ်မှာလဲဆိုလို့ရှိရင် Burmese language တွေအတွက် LLM ကိုပေါ့နော် focus လုပ်မှာအဲ့ဟာโอเคဆိုလို့ရှိရင် global AI device ဒီမှာဆိုလို့ရှိရင်ဒါပေါ့နော်ဟိုဒီဘက်ဘယ်ဘက်ကပုံဆိုလို့ရှိရင် AI ရဲ့ဟိုပေါ့နော် AI ကိုဘယ်နေရာတွေမှာအရန်အသုံးပြုနေလဲပေါ့နော်ဒါ AI brain power ပေါ့နော်နောက်တစ်ခုကကြာတကယ်လူတွေကဒီ demographic ကိုဒါ demographic ကိုပြတာပေါ့နော်ညာဘက်ကပုံလေးကကြာ okay ဆိုဒီဘက်ကနေဘယ်ဘက်ကနေစကြည့်နေဆိုလို့ရှိရင် AI ရဲ့ဟိုဘယ်လိုပြောရမလဲဟိုတကယ် brain power ဘယ်ကိုသွားနေလဲဆိုလို့ရှိရင်67% လောက်က အင်္ဂလိပ်စာအတွက် focus လုပ်တယ်ပေါ့နော်။နောက်တဲ့ကျန်တဲ့24% ကမှ European ပေါ့နော်။အဲ Spanish တို့ German တို့ဖြစ်မှာပေါ့နော်။ German တို့ French တို့အဲ့ဟာတွေဖြစ်မယ်။နောက်တစ်ခုကကြတော့ဒီဥစ္စာ6%ကမှ low resource language တွေဖြစ်တယ်။ညီမတို့ language လည်းပါဟိုတခြားဟို Africa တို့အဲ့ဟိုတခြား language တွေပေါ့နော်။ India ဟိုအဲ့ဟာတွေပါမယ်။3%ကြတော့ data မရှိဘူး။အဲ့ဒါဆိုလို့ရှိရင်ညီမတို့ကြည့်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူကတကယ်လူတွေကနေနေတာကဒီ68% လောက်ကဟို low resource language speaker တွေကနေတယ်10% ကမှဟိုပေါ့နော်လုံးဝ English speaker တွေဖြစ်နေတယ်အဲ့တော့ဘာဖြစ်နေလဲဆိုတော့ဒီပုံနှစ်ပုံကြည့်လိုက်ဒီပုံနှစ်ပုံကြည့်ပြီးတော့ညီမတို့ကိုပေါ့နော် conclusion ဆွဲလို့ရတယ်ပေါ့နော်ဘာဖြစ်နေတာလဲဆိုလို့ရှိရင်ဟိုဘယ်လို majority of majority ဟိုဘယ်လိုပြောမလဲဟိုလူတွေက majority ညီမတို့ community မှာရှိရင် majority ကဟိုနောက်ကျပြီးကြံ့နေတယ်ဒီ AI ကိုအရင်ဟိုမှာဖြစ်ဖို့အဲ့တော့ AI အဓိက focus လုပ်နေတဲ့ဟိုသူကလုပ်နေတဲ့ပုံစံအလုံးဝဟိုဘယ်လိုပြောမလဲ English ဟိုဘာပြော English စာပြောတဲ့လူတွေအတွက်ပဲ focus လုပ်နေတယ်လို့မျိုးဖြစ်နေတယ်ပေါ့နော်အဲ့ဒီဥစ္စာအဲ့တော့ညီမဒီပုံကကြတော့ဒါ data နဲ့ပြထားတာပေါ့နော်အဲ့တော့ညီမနောက်ထပ်ဥစ္စာတစ်ခုတော့သွားလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ပို့ရှင်းသွားမယ်လို့ထင်တယ်အဲ့ဒီဥစ္စာဒါကညီမစောစောတုန်းကပြထားတဲ့ဒီ data point တွေပေါ်မှာပဲမူတည်ပြီးတော့လုပ်ထားတာပေါ့နော်ဥပမာဆိုလို့ရှိရင်စောစောကညီမပြောခဲ့တယ်ရှေ့ slide မှာဆိုလို့ရှိရင်ဟို3% က available မဖြစ်ဘူးပြောရဲပေါ့နော်3% available မဖြစ်ဘူးဥပမာဆိုရှင်ဒါညီမတို့မှာစောစောက3ခုရှိတယ်3ခုရှိရ chef တွေရထားတော့ AI ရဲ့ brain power လိုမျိုးနဲ့ဟို represent လုပ်မှာပေါ့နော်ဒီဥစ္စာဒီဟာတွေကထားပါတော့ customer ရှိမယ် English table မှာဆိုလို့ရှိရင်ဘာရှိမလဲဆိုလို့ရှိရင်ထားပါရှိတာမှ10 customer ရှိတယ်ဒါပေမဲ့သူ့ကိုဝိုင်းပြီးတော့ serve လုပ်နေတာက67 chef အဲ့လိုမျိုးလုပ်နေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ European okay 23အဲ့ဒါဆိုဒီဟာကတော့ဒီ low resource ဒီ customer တွေကြတော့ဘယ်သူမှဟိုဘယ်လိုပြောမလဲဟို focus မလုပ်ဘူးပေါ့နော်အဲ့ဒီဥစ္စာအဲ့တော့ one third ကိုပဲ one third of the population ကိုပဲဟိုဘယ်လိုပြောရမလဲဟို focus လုပ်နေတဲ့ပုံစံမျိုးဖြစ်နေတယ် AI อ่ะပေါ့နော်အခုလောလောဆယ်အဲကြောင့်ညီမအဲ့မြန်မာလိုတွေပေါ့နော်ဟိုထားပါတော့ကြည့်တဲ့အချိန်မှာ model တွေကိုကြည့်တဲ့အခါမှာဟိုတချို့ model တွေမှာပြောင်းသုံးကြည့်တယ်ပေါ့နော်တချို့တစ်ခါတလေကြာရင် model ရဲ့ performance ကကောင်းတယ်ဒါပေမဲ့တချို့ဟာတွေကြာလို့ရှိရင် error တွေရှိတယ်ဒီ AI ကဘာဖြစ်နေလဲဆိုလို့ရှိရင်ညီမပြောချင်တဲ့စာသားကိုသူကကောင်းကောင်းနားမလည်ဘူးဖြစ်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိ model တွေကအကောင်ကအင်္ဂလိပ်စာ focus လုပ်ထားတာ
အဲ့တော့ဒီမှာဆိုလို့ရှိရင်ဟို91% ဆိုတော့ဘာကိုပြောရလဲဆိုလို့ရှိရင်ဒီ English tables နဲ့အဲ့ European table နဲ့နှစ်ခုပေါင်းထားတာပေါ့နော် total 91% လောက်ကဟိုဘယ်လိုပြောရလဲအဲ့ဒီဥစ္စာကိုဟိုဘယ်လို AI ဟိုဖြစ်ကျန်တဲ့ဥစ္စာတွေက AI ဟိုဖြစ်နေအဲ့ AI ကို focus မလုပ်နိုင်ဘူးဖြစ်တယ်ပေါ့နော်အဓိက Okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့စီမှာ risk ကဘာတွေရှိမလဲပေါ့နော်ဟိုအကုန်လုံးတစ်ချိန်လုံးဟိုကြည့်လိုက်လို့ရှိရင်ဟိုအင်္ဂလိပ်စာရင်းနဲ့ပဲဟိုဖြစ်နေတဲ့အခါကျတော့ risk ကဘာရှိမလဲဆိုလို့ရှိရင်ဟို digital inequality ပေါ့နော် inequality ဆိုတာဘာပြောရလဲဆိုလို့ရှိရင်ညီမတို့မှာဆိုလို့ဘာပြဿနာရှိမလဲဆိုလို့ရှိရင်အဲ voice assistant တွေမှာ voice assistant တွေကညီမတို့မြန်မာလို language မရဘူးနောက်ပြီးကြလို့ရှိရင် translation software တွေပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိရင်ကိုကဟိုမြန်မာလိုရိုက်ချင်တာလေမြန်မာလိုရှာချင်တာ application ဟိုထားပါတခုဟိုထားပါတော့ကိုကဥပမာဆို website ကိုသွားတယ်သွားပြီးလို့ရှိရင်လည်းကိုကမြန်မာလိုကြည့်ချင်တာဥပမာသူတို့ရဲ့ search box မှာဆိုလို့ရှိရင်မြန်မာလိုရှာချင်တယ်ပဲဆိုသူတို့ရဲ့ product တွေအဲ့လိုမျိုးအခြေအနေမှာကြာလို့ရှိရင်ဟိုမရဘူးပေါ့နော်မရဘူး bias in AI ကကြာတော့ဘာလို့ပြောရလဲဆိုလို့ရှိရင် model တွေတော်တော်များများအဲ့LLM တွေပေါ့နော်အဲ့ LLM အဲ့ Gen AI တွေကအကုန်လုံးလေးပါပေါ့နော်အဲ့လိုအင်္ဂလိပ်စာရင်းနဲ့ပဲသူတို့ကအရန် focus လုပ် train ထားတဲ့အခါကျတော့ညီမတို့မြန်မာစာဟိုသမေးတဲ့အခါကျလို့ရှိရင်ဟိုစာဘယ်လိုပြောမလဲထွက်လာတဲ့ AI ကထွက်လာတဲ့ output ကဟိုဘယ်လိုပြောမလဲဟိုစာ accurate မဖြစ်တော့ဘူးပေါ့နော် accuracy သိပ်ပြီးမကောင်းတော့ဘူးအဲ့လိုမျိုးအခြေအနေပါဆိုလို့ရှိရင်နောက်တစ်ခါပါလဲဆိုလို့ရှိရင် education barriers ကဘာဖြစ်လာလဲဆိုလို့ရှိရင်ဥပမာညီမတို့ကဟိုထားပါတော့တခြားနိုင်ငံမှာရှိတဲ့ကျောင်းသားတွေနဲ့ဒီမြန်မာပြည်မှာရှိတဲ့ကျောင်းသားတွေနဲ့ဆိုလို့ရှိရင်ညီမတို့ online ကနေ learning လုပ်ချင် online ကနေ learning လုပ်ချင်တဲ့အချိန်မှာဆိုလို့ရှိရင်သူတို့တွေကဟိုဘယ်လိုပြောမလဲသူအင်္ဂလိပ်စာဟိုဖြစ်နေတဲ့အခါကျတော့သူတို့ရဲ့ဥစ္စာဟိုညံနေပြီးတော့မှန်တယ်ညီမတို့ကြတော့ဒီမြန်မာလိုဟိုညီမတို့မြန်မာပြည်ကကျောင်းသားတွေကကြတော့အင်္ဂလိပ်စာနဲ့အလှမ်းဝေးနေတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးကြလို့ရှိလို့ရှိရင်ဟို online ဟို digital content တွေကလည်းများသောအားဖြင့်ဟိုအင်္ဂလိပ်စာဟိုများသောအားဖြင့်မဟုတ်ဟိုများသောအားဖြင့်အင်္ဂလိပ်စာလိုပဲလေဒီမှာဆိုမြန်မာစာဆိုလို့ရှိရင်မရှိဘူးဥပမာ Udemy မှာညီမတို့ထားပါတော့ online platform မှာဟိုစတင်တယ်ဟိုကိုကအင်္ဂလိပ်စာအရင်နားမလဲဘူးဒါပေမဲ့အခုတော့ရပါလားမရဘူးလားဆိုတော့မသိဘူးညီမကြည့်ပြီးတဲ့ဟို recent ဟိုအားကြတော့မြန်မာစာကမတွေ့မိဘူးပေါ့နော်ဥပမာဆိုထားပါညီမကအင်္ဂလိပ်ကိုမျိုးနားမထောင်ချင်ဘူးမြန်မာစာမြန်မာ subtitle နဲ့ညီမကြည့်ချင်တယ်အဲ့လိုမျိုးအခြေအနေမျိုးကြလို့ရှိရင်မဖြစ်နေဘူးအဲ့တော့ညီမတို့ဒီ education နဲ့ပတ်သက်ပြီးတော့လည်းအဲ့ဟာက barrier ဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျ health concern အဲ့ health concern ကထားပါတော့ညီမတို့ကဟို COVID-19 ဖြစ်တယ် COVID-19 ဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ရှိသမျှဟို digital content တွေက online ကနေကြည့်လို့ရတယ် information တွေကဘယ်နေရာမှာဘာဖြစ်နေပြီလဲဆိုတာကိုကြည့်လို့ရတယ်ဒါပေမဲ့ဖြစ်နေတဲ့ပြဿနာအကုန်လုံးကအင်္ဂလိပ်စာလိုပဲ publish လုပ်ထားတာအဲ့တော့ညီမတို့ language တွေအနေနဲ့လည်းအရင်ကြီးกว่าမဖြစ်ဘူးအဲ့တော့အသိသိထိုက်တဲ့ information တွေညီမတို့မသိဘူးအထူးသဖြင့်တခြားဟိုထားပါရန်ကုန်ကတခြား area တွေမှာဆိုလို့ရှိရင်ပိုတော့မှဆိုအောင်ပဲအဲ့ဒီမှာနောက်အဲ့လိုမျိုးပြောတာအဲ့ဆိုရင်ဟိုပြန်ပြီးတော့ဟိုနော်အခုဟိုစဉ်းစားကြည့်ရအဲ့ဆိုချို့လူကြီးကပြောမှာပဲငါတို့လည်းအခု AI သုံးနေတာပဲဟိုမှာဆိုလို့ရှိရင်ငါတို့သုံးလို့ရတာပဲဟို ChatGPT သုံးတယ် Claude တို့ Gemini တို့သုံးတယ်ရတာပဲငါတို့အခုမေးနေတာပဲစင်ပြေနေတာပဲလို့ပြောမှာဒါပေမဲ့ညီမပြောချင်တာပေါ့နော်ဟိုသုံးတာလည်းဟိုဟာဖြစ်တာပေါ့ဟို AI ကိုသုံးတာနဲ့ဟို AI ကိုဘယ်လိုပြောမလဲညီမတို့ဒီ AI ကိုသုံးပြီးတော့ဘယ်လို innovation တွေလုပ်ကြမလဲပေါ့နော်တခြားဟိုညီမတို့ဟိုပေါ့နော်ဟို education နဲ့ပဲဖြစ်ဖြစ်ဒီမြန်မာပြည်မှာပေါ့နော် business အတွက်ပဲဖြစ်ဖြစ်ဘယ်လိုဟို leverage လုပ်မလဲပေါ့နော် AI ကိုသုံးပြီးတော့အဲ့ဟာဟိုအဲ့တော့ညီမတို့တွေသိတင်တယ်ပေါ့နော်အဲ့ဒီစားအဲ့တော့ဟိုပေါ့နော်အခုဘာဆို AI ကနားမလဲဘာဖြစ်သွားညီမဒါဟို DeepSeek ပေါ့နော် DeepSeek အခုဒီဟိုaudience တွေထဲမှာ DeepSeek သုံးနေတဲ့လူတွေရှိလားမသိဘူးဟိုစား Gen AI သုံးနေတဲ့လူတွေရှိလားမသိဘူး DeepSeek ကနည်းနည်းတော့သုံးတယ်ရှင်လိုက်သုံးကြည့်ပါတယ်ဟုတ်ကဲ့ကြည့်တော့အများဆုံးသုံးတာပေါ့နော်ခါလေးတွေပါလေးတွေ test လုပ်လို့ဆိုမပေးဘယ်ဟာပြောတာလဲမသိဘူးမကြားလို့ရှင် DeepSeek ကဒီဟိုပါပေါ့ Android version ဟို desktop တွေပါမှာတော့မသုံးဘူး Android version မှာသုံးတယ်သူ attach တွေပါတယ်မပေးဘူးဒီပါလေး attach ပေးဟုတ်ညီမထင်တာတော့အဲ့ဥစ္စာဟို laptop ကသုံးကြည့်ရင်တော့ရတယ်ဒါပေမဲ့ तू ကအရင်ဟိုစာမလုပ်နိုင်ဘူးအဓိကအဲ့လိုမျိုးထားပါတော့ကိုက file ကဟိုခုပေါ့နော်သုံး file ကိုသုံးပြီးတော့ခုပြန်ပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင် तू ကခါကြရင် crash ဖြစ်သွားတယ်မနိုင်ဘူး input ကအများကြီးမရဘူးပေါ့နော်အဲ့မှာသုံးတဲ့ experience ပေါ့ DeepSeek က
အဲ့ဒါဘာလဲဆိုလို့ရှိရင်အခုဒီဟာညီမသူ့ကိုတော့မေ့ကြည့်ရပါတော့ဒါဒီ Canal Plus ကကြတော့ညီမအိမ်မှာအဲ့လို install ဟိုလုပ်လို့ပေါ့တက်လို့ဥစား Premier League တွေတခြားဟိုရုပ်ရှင်တွေပါကြည့်လို့ရအောင်ဆို Canal Plus တက်လို့ဆိုပြီးညီမအဲ့ဆို okay ညီမသိချင်တာ AI ကဒီ Canal Plus ကစက်ဝယ်ရတာလားပေါ့နော်စက်ဝယ်ရတာလားဆိုရင်ဟာအဲ့ရနားလေလားဆိုတော့ညီမသွားစမ်းကြည့်ရဲ့အချိန်မှာသွားစမ်းကြည့်ရဲ့အတွက်ညီမသူ့ဘယ်လိုသွားခိုင်းလဲဆိုလို့ရှိရင် Canal Plus ကစက်ဝယ်ရတာလားဆိုပြီးတော့သူ့နေအဲ့ဟာနဲ့တူတဲ့ဟိုပေါ့နော် paraphrase လုပ်ခိုင်းလိုက်တာဟို same meaning ဟိုဘယ်လိုပြော meaning to ရှိရဲ့ဥစ္စာတွေကိုညီမကို9ချောင်းလောက်ပြန်ပေးဆိုပြီးညီမသူ့ကိုသွားခိုင်းတယ်အဲ့ဒီဥစ္စာကို AI သူပြောတဲ့အချိန်မှာအဲ့တော့သူ့ရဲ့ဟို Burmese language နဲ့သွားပြောတဲ့အချိန်မှာသူ့ပုံစံကြည့်ရတာဟိုစက်ကသူဆက်ဆိုတဲ့အဓိပ္ပာယ်ကိုသူနားမလဲတာလားဗာလဲမသိတာသူ့ရဲ့ဟိုပေါ့ output တွေသူညီမကို9ခုတော့ထုတ်ပြီးတယ်ဒါပေမဲ့သူ့ရဲ့အဲ့ဥစ္စာ output တွေထုတ်ပြီးတယ်ဒါကကြတော့မြန်မာလိုသွားမေးတဲ့အချိန်ပေါ့နော်အဲ့တော့ဟို AI ကဟိုပြောသူ့ရဲ့ response တွေက inaccurate ဖြစ်တယ်နောက်တစ်ခုအဲ့ဆိုညီမတို့အင်္ဂလိပ်စာလိုမျိုးသွားမေးကြည့်အင်္ဂလိပ်လိုသွားမေးကြည့်တဲ့အချိန်မှာကျတော့သူကအကုန်နားလဲတယ်ဒီမှာ set top box တွေပါရအစားအကုန်နားလဲတယ်ပြီးတော့ Canal Plus ဆိုတာကလည်းညီမဒီထဲမှာမထည့်ထားဘူးသူကဘာပြောလဲဆိုတော့ AI ကအဲ့ Canal Plus ဆိုတာကဟိုဥစားပေါ့နော် Netflix လိုမျိုး TV channel တွေပေါ့နော်အဲ့ဒီဥစားဒါတွေကိုသူရှင်းပြတယ်အင်္ဂလိပ်စာလိုသူကောင်းကောင်းရှင်းပြနိုင်တယ်မြန်မာစာမှာကျတော့ issue ရှိတယ်အဲ့ဒါဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ညီမတို့ကဟိုထားပါတော့ညီမတို့ company ရှိရဆိုကြ company ကထားတော့ laptop တွေရောင်းတယ်ဘာတွေရောင်းတယ်ညာတွေရောင်းတယ်ဆိုလို့ရှိရင် customer တယောက်ကလာမေးလိုက်တာနဲ့ဟို AI ကနားမလည်တဲ့အခါကျလုံးဝဟို potential customer ကဟိုဖြစ်သွားပြီမရတော့ဘူးပေါ့နော် potential customer အဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့တော့ဆိုလုံးဝဟို simple sales enquiries တောင်မှ तू က AI က handle မလုပ်နိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်မြန်မာစာနဲ့လာပြီးလို့ရှိရင်ပေါ့နော်အဲ့တော့ the cost of getting it wrong ပေါ့နော်မှာပါတဲ့အတွက်ကြောင့်နောက်တစ်ခုကကျတော့ hallucination ပေါ့နော် hallucination ကညီမစောစောက presentation စတော့ကလည်းပြောခဲ့တယ်ဟိုပေါ့နော်သူကမှန်တယ်လို့ထင်ရတယ်ဒါပေမဲ့သူမှားရရှောက်ပြောတယ်ညီမသူ့ကိုတော့မေးတယ်နင်ဗာမြန်မာမှာရှိ actress တွေနင်းသမီးတွေသိလားဆိုတော့မေးတယ်သူရှောက်ပြောနေတာပဲဟိုမုံမြောင်ရှင်မွေလာသူကကြည့်ရမင်းသားနဲ့တူပါတယ်ညီမထင်တာတော့အဲ့ဟာပြီးတော့ rising of popular star ဆိုပြီးတော့သူကဟိုဟာဖြစ်တယ်အဲ့ဒါပြောတယ်နောက်ဒီဟာဒီလူတွေဆိုညီမသိအောင်မသိဘူးသူတို့ပေါ့နော်အဲ့ဒါနဲ့ညီမသူ့ကိုနောက်ထပ်တစ်ကြောင်းထပ်မေးလိုက်တယ် okay အဲ့ဆိုရင်ဒီ address ကိုသိတာပေါ့ညီမနာမည်နဲ့သူ့ကိုတောင်းပေးလိုက်တဲ့အချိန်မှာသူပြောလဲဆိုလို့ရှိရင် okay ငါသိရပေါ့နော်ဒီဥစ္စာ major star 1999ဒီဟာသူရှောက်ပြောနေနောက်ပြီးတော့ထားပါလွင်မိုးတို့ပြည်တီဦးတို့သူက married life တွေပါတယ်သူရှောက်ပြောနေအဲ့ AI ကထုတ်ပြရပါတော့အဲ့ကြောင့်ညီမတို့ကတခုဟိုထားပါတော့ AI ကိုသမေးတယ်ပဲဆိုကြပါစို့ AI မသိလို့သမေးတယ်ဟိုထားညီမတို့ရုံးတွေမှာသုံးမယ်ဆိုလို့ရှိရင်ပြန်ပြီးရုံးမှာပဲသုံးပါပဲရုံးမှာပဲဖြစ်ထားပါတော့ညီမတို့ဟို thesis လောက်တာပဲဖြစ်ပေါ့နော် AI ကထုတ်ပေးလိုက်တဲ့ output တိုင်းညီမတို့ကပြန်ပြီးတော့ review လုပ်ကြမှာအခုလို့ဆိုသူထုတ်ထားတဲ့ဟာတွေကတချို့ဟာတွေကမှားနေတဲ့ဥစ္စာနော်အဲ့ဒီဥစ္စာအဲ့ဒါကြတော့ဒါဟိုစား hallucination နဲ့ပတ်သက်တာပါနောက်တစ်ခုကကြတော့ same prompt okay အဲ့ဆိုလို့ရှိရင်ညီမက model နှစ်ခုကို testing လုပ်ချင်တယ်တစ်ခုကဒီဘက်ကတစ်ခုကဟိုစား nano banana ပေါ့နော် image တွေ generate လုပ်တဲ့ model ပေါ့ nano banana ကိုညီမဟိုဖြစ်ကြည့်တယ်ဒီဘက်တစ်ခုကကြတော့ Uinternet GPT ပေါ့ chat GPT ပေါ့နော် 4 လောက်တင်ညီမစမ်းထားတာအဲ့ 4ကိုညီမဟိုစမ်းကြည့်စီအမှန်မှန်တော့အဲ့ model တွေကိုတွားခိုင်းတဲ့အချိန်မှာညီမပေးတဲ့ဥစ္စာတွေ instruction ကအတူတူပဲဒါ instruction ကအတူတူပဲ model ကပေးတဲ့ output ကကွာသွားတယ်ပေါ့နော်အဲ့တော့ဟိုစားညီမတို့ဟိုဘယ်လိုပြောမလဲဟို model ကအရန်ဟိုစား accurate ဖြစ်နေပါရမယ်ပေါ့နော်ဒီ model performance ကလည်းကောင်းနေမှာဖြစ်ရမယ်ကိုယ့်ရဲ့ဟို business use case တွေအတွက်ဆိုလို့ရှိရင်တေချာ testing လုပ်မှာရမယ်အဲ့ဒီဥစားokay အဲ့ဆိုလို့ရှိရင်ညီမတို့စီမှာအခုဒါပြဿနာတွေပေါ့နော်ဒါ global AI device ကကြတော့ဟိုညီမတို့အခုမှာဆိုလို့ရှိရင်ဟို low resource language တွေကို staff မလုပ်ဘူး conclusion ပြန်ဆက်ရတော့ဆိုအင်္ဂလိပ်စာကိုပဲသူတို့ focus လုပ်ထားတယ်ပေါ့နော်အဲ့တခုနောက်တစ်ခုကကြ AI ဒီမှာဘာပြဿနာရှိလဲဆိုလို့ရှိရင်မြန်မာစာကိုသူတို့ကောင်းကောင်းနားမလည်ဘူးပေါ့နော်နားမလည်လို့ဆိုအဲ့ contextual understanding သူတို့စီမှာမရှိဘူးပေါ့မြန်မာစာကိုပြောတာအင်္ဂလိပ်စာဆိုလို့ရှိရင်တော့သူတို့ဘလို့ပဲလာဘယ်လိုပဲ paraphrase လုပ်လို့သူတို့ကသိတယ်အဲ့တော့အဲ့ issue တွေရှိတယ်နောက် hallucination တွေရှိတယ်ပေါ့နော်အဲ့ဒီဥစ္စာအဲ့တော့ညီမတို့အဲ့မှာပြဿနာရှိတဲ့ခါကျ okay အဲ့ဒါဆိုလို့ရှိရင်ငါတို့ solution အောင်ပါလေပေါ့နော်အဲ့လိုမျိုးဘာဘယ်လို solution တွေနဲ့ငါတို့ resolve လုပ်လဲပေါ့နော်အဲ့ပြဿနာတွေညီမဒီမှာဘာတွေဒီ part 2မှာဘာပြောမလဲဆိုလို့ရှိရင်ဒီ LLM ရဲ့ဟို use case တွေပြောမယ် business use case ပေါ့နော်နောက်ပြီးကြလို့ရှိရင်ဒီ LLM တခုဟိုစောက်တဲ့အခါမှာပေါ့နော် build လုပ်တဲ့အခါမှာဟိုတွေ့ရတဲ့ဟို foundation challenges တွေရှိနေနောက်ပြီးကြလို့ရှိရင်ဟို
foundation challenges ဆိုပါလဲဆိုလို့ရှိရင် model မဆောက်ရသေးဘူး model အပိုင်း model technical အပိုင်းမဟုတ်သေးဘူး model တစ်ခုဖြစ်ဖို့အတွက်လိုအပ်တဲ့ requirements ပေါ့နော်အဲ့ဟာတွေကို challenges တွေအားရှိတယ်ပေါ့အဲ့ဆို okay number 5အရာကြည့်မယ်ဆိုလို့ရှိရင်ညီမတို့အဲ့ဘာကြည့်ရမယ်ဆိုလို့ရှိရင် model တွေစပြီးတော့ကြည့်ရမယ် okay ဘယ် model ရတော့ဖြစ်ငါတို့ use case နဲ့ guide တယ်ဆိုပြီးစဉ်းစားမယ်အဲ့တော့နောက်ဒီကတော့ fine tuning ပေါ့နော်ဘယ်လိုလုပ်လဲပါညာညီမအဲ့ဒါပြောမယ်ဒုတိယပိုင်းပါOkay အဲ့ဒါဆိုလို့ရှိရင် connecting to the interserve အဲ့ဒါဆို LLM ကဘာဖြစ်လဲဆိုလို့ရှိရင်သူတို့တွေကပြောမယ်natural language processing ထက်သူတို့ပို့ပြီးတော့ဖြစ်တယ်လေနားလေအရင် intelligence ဖြစ်တယ်အဲ့ဒါကြောင့်မလို့ခေါ်ဥစားဒီစကားလုံးဒီ sentence တစ်ခုပေးလိုက်တာလေသူကဒီကြားထဲမှာရှိတဲ့ relation တွေပေါ့နော် relation ဒီလူကပျော်နေလားဝမ်းနေနေလားဆိုရဲဥစ္စာတွေကိုသူကအကုန်လုံး capture လုပ်နိုင်တယ်အရင်တော့ NLP လိုမျိုးလုံးဝtranslation လုပ်လိုက်တဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါပေမဲ့ညီမတို့မှာဒီခုဘယ်လိုပြောမလဲinterserve တော့ပေါ့နော်ညီမတို့ community အတွက် challenge ကပါရှိလဲဆိုလို့ရှိရင်ဒါပါတော့data scarcity LLM တစ်ခုဖြစ်ဖို့ဆိုလို့ LLM တစ်ခုစောက်ဖို့ဆိုလို့ရှိရင်ညီမတို့က data set ရန် massive data set လို့ဒါပေမဲ့ညီမတို့စီမှာအခုဘာဖြစ်နေလဲဆိုတော့အဲ့တော့အဲ့ massive data set ဆိုတာမှmassive data set ဖြစ်တိုင်းလည်းမရအောင် quality ကလည်းအရင်ကောင်းနေပါရမယ်အဲ့ဟာကလုံးဝညီမတို့အတွက်ဆိုလို့ရှိရင် phenomenal barrier လို့ဖြစ်နေတယ်ဒီဥစ္စာအဲ့ဒါမရှိဘူးပေါ့နော်နောက်တစ်ခုကကြတော့ bias ဖြစ်တယ်အဲ့တော့ model တွေတော်တော်များများက major language တွေပေါ်မှာပဲ train ထားတာလေ train ထားတဲ့အခါကျတော့ तू ကဆက်စွာညီမအရှိရ slide မှာပြောခဲ့သလိုမျိုးပဲညီမတို့ language နဲ့ဒီမြန်မာစာနဲ့သွားမေးလို့ရှိရင် तू ကpoor performance သူဖြစ်နေတယ်ပေါ့နော်လုံးဝ accuracy လည်းမကောင်းသူနားလဲတာရမှားနေတယ်အဲ့ဒီဥစ္စာနောက်တစ်ခုကဘာလဲဆိုတော့ tooling ကအဲ့တော့အပေါ်ကနှစ်ခုက issue ပေါ့နော် data scarcity နဲ့ inherited bias ဆိုပြီးနှစ်ခုဖြစ်တဲ့အတွက်ကြောင့်ညီမတို့ကဘာဖြစ်နေလဲဆိုလို့ရှိရင်consequences အနေနဲ့ပေါ့နော်translation က reliable မဖြစ်ဘူးနောက်ဥပမာဆိုထားပါဆိုသူ့ရဲ့လူတစ်ယောက်ရဲ့ထားပါညီမတို့ sentiment analysis ဆိုလူတစ်ယောက်ရဲ့ feeling ကို analyze လုပ်တဲ့ဥစ္စာအဲ့ဒါကြီးသူကောင်းဟိုနားမလည်လို့ search tools search engine တွေဖြစ်တဲ့ဟာတွေလည်းသူကအဲ့တော့အဲ့ဟာတွေအဲ့လိုမျိုးဟာတွေလုပ်မယ်ဆိုလို့ရှိရင်ညီမတို့မြန်မာစာအတွက်ကအရင် challenging ဖြစ်တယ်ပေါ့နော်အဓိကဥပမာဆိုရင်ညီမတို့အခုဘာဖြစ်လဲဆိုလို့ရှိရင် LLM ကအဲ့ model တစ်ခုလုပ်ကြည့်ရပါတော့သူကထားပါတော့မြန်မာစာလိုမျိုး1-2-3-4ပေါ့နော်1-2-3-4ဆိုတာလေသူနားမလဲ1-2-3အဲ့တော့ညီမတို့ကသူ့ကိုဘာလုပ်ပေးရလဲဆိုတော့တင်ပေးရတယ်သူတစ်ကတာတစ်ကကနန်းနဲ့နောက်ပြီးကြလို့ရှိရင်မြန်မာလိုသူ့ကိုရေးထားတဲ့ဥစ္စာ data တွေပေါ့နော်အဲ့ဟာတွေသူ့ကိုတင်ပေးရတယ်နောက်ပြီးကြလို့ရှိရင်1000ဆိုတဲ့စကားလုံးတွေနောက်ပြီးကြလို့ရှိရင်တစ်ရ3ည3လုံးဆိုတဲ့စကားလုံးတွေကတူရဆိုတော့ तू မသိဘူးအဲ့ဒီဥစ္စာအဲ့တော့အဲ့ gap တွေရှိရပေါ့နော်Okay အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လို့LLM ကအရေးကြီးရတယ်ပေါ့နော်ဘယ်လိုမျိုးbusiness application တွေမှာ apply လုပ်ပါလဲပေါ့အဲ့ဒါဆိုရင်ဒီမှာဆိုထားပါဆိုlegal contract analysis တွေလည်းရှိမယ်နောက် chatbot စောက်တာတွေပါမယ်နောက်ပြီးတော့translation လုပ်တဲ့အပိုင်းတွေပါမယ်နောက် product recommendation ကအရေးကြီးတယ်ထားပါတော့ညီမဆိုလို့ရှိရင်electronic device တွေဝယ်ချင်တယ်ဒါ electronic device ဆိုတာထားပါ laptop ဝယ်ချင်တယ်ဆိုညီမအဲ့ပြင်သွားပြီးတော့ဟိုကြည့်လောက်ရတာမကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်မလို့ online ရပဲညီမကြည့်ရပြီးကြရင်ဘာလို့ချင်လဲဆိုတော့ညီမရဲ့ budget ပေါ့နော်ညီမရဲ့ budget ရဒါမှမဟုတ်လို့ရှိရင်ညီမရဲ့ spec ပေါ့ specification ပေးပြီးတော့အဲ့လိုမျိုးမေးချင်တာပေါ့နော် online ရပဲ communicate လုပ်ချင်တာအဲ့ဒီဥစ္စာအဲ့လိုမျိုး feature တွေပေါ့ product recommendation ထားပါတော့ code generation ဆိုလို့ရှိရင်ဒါကတော့အကုန်လုံးနားလည်ပြီးသားဖြစ်မှာပါအဲ့ကြတော့software developer တယောက်လိုမျိုးပေါ့နော်ဒါ code တွေ generate လုပ်နိုင်တဲ့ ability ရှိတဲ့ LLM ပေါ့နော်အခုအဲ့ဒါဒီပေါ့နော်ဒီအခု session မှာညီမကဒီ customer service chatbot ကိုညီမ focus လုပ်ပြီးတော့ပြောသွားမယ်ပေါ့နော်ပြောသွားမယ်အကိုတို့ထားပါတော့အမတို့teacher တို့လည်းပိုင်းနေတယ် teacher တို့ရဲ့ခေါင်းထဲမှာစဉ်းစားထားတဲ့ use case တွေပေါ့နော် LLM သုံးသင့်တယ်လို့ထင်တဲ့ use case တွေရှိလို့ရှိရင်ညီမတို့ဒီ session ဒီ presentation ပြီးလို့ရှိရင်ပြန်ပြီးတော့ discuss လုပ်ကြမယ်နော်ညီမတို့ဒီရပဲအဲ့customer service chatbot ကိုညီမ focus လုပ်မယ်အဲ့ဥစား okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့ရဲ့chatbot စပြီးတော့စောက်ပြီးပေါ့နော် chatbot စောက်ဖို့ညီမစပြီးတော့ model စပြီးတော့ကြည့်နေပြီကြည့်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်တချို့ဟာတွေကတချို့ LLM တွေပေါ့နော်တချို့ LLM တွေက size ကအရန်ကြီးတယ်ထားပါတော့70 billion ပါရှိတယ်အဲ့တော့ထင်နေတာအရင်တော့ထင်နေတာmodel က
ကြီးလေကောင်းလေပဲပေါ့နော် model size ကကြီးလေresult ကငါတို့ပိုကောင်းတဲ့ result ရနိုင်တယ်ပေါ့ရနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့တခြားအဲ့ဟို model ဒါပေမဲ့ model ကအရန်ဟိုဖြစ်တဲ့အခြေအနေတွေအတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုတော့ညီမတို့ကအရန် cost ဆိုတာညီမတို့ကဒီ model တွေအတွက်ဆိုလို့ရှိရင်ဒီအလုပ်လုပ်ဖို့ GPU တွေလိုတာကို GPU ကအရန်ဟိုဘယ်လိုပြောမလဲအရန်ဈေးကြီးတဲ့အခါကျတော့ extreme cost တွေဖြစ်ရှိတယ်ပေါ့နော်နောက်တစ်ခုကဆိုတော့ infrastructure ကလည်းကောင်းဟိုဖြစ်မှာရမယ်အဓိကထားပါတော့ကို့မှာ infrastructure ဒီ cloud ကပဲဟိုသွားပြီးတော့ cloud မှာပဲသွားပြီးတော့ဟို GPU တွေဝယ်ထားတာဒါမှမဟုတ်ညီမတို့ on premise မှာပဲဟို hardware တွေကိုညီမတို့ကိုယ်ပိုင်own ပေါ့နော် own GPU တွေ set up လုပ်ထားတာပေါ့နော်အဲ့ဟာဖြစ်နိုင်တယ်အဲ့တော့ဘာတွေကိုဖြစ်လာဘာအဲ့ model ကြီးတဲ့ model တွေပေါ့နော်ထားပါတော့အခုမှ70 billion လို့ model တွေကိုရွေးတာပဲရွေးတဲ့အချိန်မှာဘာဖြစ်လဲဆိုအဲ့ဟာက maintain လုပ်ဖို့အတွက်အားခတ်သွားပြီဒါဆိုညီမတို့အခုလောလောဆယ်ဟိုတဖြည်းဖြည်းနဲ့ဟိုအချိန်ကပြောင်းလာနေမှန်များ data တွေကလည်း update လုပ်ကြမှာလေ update လုပ်ကြမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဟိုဒီဟာကြီးကိုပြန်ပြီးတော့ဟိုကိုယ်လည်းဒီမှာပါ training ပြန်ပြီးတော့ပြန်လုပ်ကြတယ် machine learning မှာပဲဒီဟာတွေပြန်ပြီးတော့ထားပါတော့ training ပြန်ပြီးတော့လုပ်ရတဲ့အချိန်မှာခဏဒီဟိုဘယ်လိုပြောမလဲဟို GPU တွေခဏသုံးတဲ့ခါကျအရင် costly ဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြပါလဲဆို right sizing approach ကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ညီမတို့ use case နဲ့ဟိုကြိုက်တဲ့ model ကအမှန်တော့အကောင်းဆုံးပဲဘာတွေကို balance လုပ်သင့်တယ်ဆိုလို့ရှိရင် speed ဆိုတာဘယ်လိုမျိုးလဲဆိုတော့ customer ကထားပါတော့ customer ကဟို messenger ကနေလာမေးတယ်ဟို computer ရောင်းတဲ့စာဟို computer ဟို laptop တစ်လုံးဝယ်ခြင်းလို့ပေါ့နော်အဲ့ဒီအချိန်မှာ LLM ကနေပြီးတော့ပြန်ပြီးတော့ customer response ပြန်ပြောတယ်နော်ပြန်ပြောတဲ့အချိန်မှာဆိုလို့ရှိရင်ဘာဖြစ်လဲဆို okay အဲ့ဒါဆိုလို့ရှိရင်နေ့ရဲ့ budget ကဘယ်လောက်the customer ကို reply ပြန်လိုက်တယ်အဲ့ဒီ speed ပေါ့နော် inference ပေါ့ဟိုစား inference လို့ခေါ်တယ်အဲ့ဒီဥစ္စာအဲ့ဟာတွေရဲ့နောက် capability ဆိုတာက model ရဲ့ဟို understanding တွေပါတွေပေါ့နော်အဲ့ဒီဥစ္စာတွေက balance ဖြစ်တင်တယ်ပြီးတော့ညီမတို့ကဒီ model ကို maintain လုပ်ကြတာလွယ်တင်တယ်ပေါ့နော်အရင်ကြီးဟို intensive ဟို infrastructure တွေနောက်ပြီးကြလို့ရှိရင်ရှုပ်တွေ cost တွေဟိုပေါ့နော်အဲ့ဟာတွေအရင်မကြည့်ပဲနဲ့ဒီ right sizing approach နဲ့အစတင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာဖြစ်လို့လဲဆိုတော့ဟို model LLM တခုစောက်တယ်ဆိုကြတဲ့ဟိုဘယ်လိုပြောမလဲအရန်ဟိုစလေ incremental iteration လုပ်နေရမှာပေါ့နော်လုပ်နေရမှာဆိုတဲ့အတွက်ကြောင့်မလို့ညီမတို့စောက်လိုက်တဲ့ model က sustainable ဖြစ်တဲ့နော် okay အဲ့ဒါဆိုလို့ရှိရင်ငါကနင်းဟာတွေမလို့ချင်ဘူးဟိုနင်းဟို model ကြီးတွေလည်းမသုံးဘူးဒီဟာလည်း right size ငါမ train ချင်ဘူး open AI ဟိုထားပါ cloud ဟိုဟာဖြစ်တဲ့ open AI လိုဟာမျိုးဆိုလို့ရှိရင်သုံးမယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါ choice တစ်ခုအဲ့ဒါအဲ့တော့ right sizing ဆိုတာဘယ်လိုမျိုးလဲပေါ့နော် right sizing ဆိုကြည့်မယ်ဆိုလို့ရှိရင်ညီမတို့က model ဟို70 billion လောက်ရှိတဲ့ဟာညီမတို့တောင်းမရှိဘူးအဲ့တော့ညီမတို့ okay အဲ့ဆိုလို့ရှိရင်8 billion ငါ model လေးပဲတိလေးပဲငါအရင်ရွေးမယ်အရင်ရွေးပြီးလို့ရှိရင်ငါမှဒီ data set ရှိတယ်ထားပါတော့ data set ကဘယ်ကနေရမလဲပေါ့နော်ထားပါတော့ညီမတို့မှာဟိုထားပါတော့ customer data set ရှိတယ် customer နဲ့ဒီပေါ့နော်အရင်တုန်းကလူပေါ့နော် human agent နဲ့စကားပြောထားတဲ့ conversation တွေရှိတယ်အဲ့ဒီ conversation တွေကိုငါတို့ data set တစ်ခုအနေနဲ့သုံးတယ်ထားပါတော့အဲ့ဒါကိုဘယ်လိုမျိုးပြောလဲဆိုလို့ရှိရင် question and answer pairs တွေပေါ့နော်အဲ့ဟာတွေဒီ LLM တစ်ခုဒီ main ပေါ့နော်ဒါ main ရော base LLM တစ်ခုရွေးမယ်ဒါညီမဒီ case မှာဆို for example ကလာမ8 billion instruction model ညီမရွေးမယ်ရွေးပြလို့ရှိရင်ညီမစီမှာ data set ရှိတယ်ပြီးကြလို့ရှိရင်ညီမအဲ့ဟာနှစ်ခုကိုပေါင်းပြီးတော့ညီမလိုချင်တဲ့ဒီပေါ့နော်အခု phase 3ပေါ့နော် phase 3ရအောင်ညီမလုပ်ကြည့်မယ်ပေါ့နော်လုပ်မယ်အဲ့ဒီဥစ္စာအဲ့ဆိုလို့ရှိရင် okay ညီမအဲ့ဆို decide လုပ်လိုက်ပြီညီမ base LLM တစ်ခုရွေးမယ်ညီမစီမှာအဲ့ data set ဟိုဖြစ်မယ်ဒါပေမဲ့ data ကလည်းဘာဖြစ်လဲဆိုလို့ရှိရင် data ကလည်းတော်တော်ရှာရညီမစီမှာရှိတဲ့ data set ကအမှန်မှန်တော့ဟိုထားပါတော့900 600လောက်ပဲရှိမှာဘာဖြစ်လို့လဲဆိုတော့အဲ့ unstructured data တွေကိုဒီ unstructured data ဆိုသူ့ဘာသာသူဟို conversation လုပ်ထားတာပေါ့နော်ထားပါတော့ messenger မှာသူတို့ဘာသူပြောချင်တိုင်းပြောထားတဲ့ data တွေကိုညီမတို့ကပြန်ပြီးတော့ဟိုအဲ့ data set တွေကိုဟို clean လုပ်ကြတာဟိုအရန်ကိုအချိန်ကုန်အဲ့တော့ညီမတို့စီမှာအဲ့ဟို ready made data set လည်းမရှိနေဘူးပေါ့နော်အဲ့ဒါတခုအဲ့တော့ data set နောက်တစ်ခုကကြတော့ garbage အောင်ညီမတို့ကဟိုအဲ့ဒါကတော့ machine learning မှာအများတန်းသုံးနေကြပဲညီမတို့အဲ့ inaccurate data set တွေပေးလိုက်လို့ရှိရင်ညီမတို့ရဲ့ response ပေါ့နော်ဒီ output တွေကမှန်နေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ result ကမကောင်းအဲ့ဒါတည်းအဲ့တော့ consequences ကဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်ညီမတို့ရဲ့ data set ကညီမတို့စီမှာရှိတဲ့ data set ကလည်း very limited အဲ့ဒါကြောင့်မို့လို့တကယ် unseen situation တွေမှာဆိုလို့ရှိရင်ပေါ့နော်ဟိုဘယ်လိုပြောမလဲ model ကအရန် struggle လုပ်နေရတယ်အဲ့တော့ तू ကဟိုသူ့ရဲ့ knowledge ကိုဟို generalize မလုပ်နိုင်တော့ဘူးပေါ့နော်
နော်အဲ့တော့ तू မသိတဲ့ data တွေဆိုလို့ရှိရင် तू ရှောက်ဖြစ် तू မသိတော့အဲ့ဒါပေါ့နော်အဲ့ဒါ data desert နောက်တစ်ခုက okay compute ပေါ့ညီမဟိုရှင်းမှာလည်းပြောထားတယ်ဟို fully fine tuning လုပ်ဖို့ဆိုတာကညီမတို့ကရန် GPU တွေလိုတယ်ညီမတို့စီမှာမရှိဘူးပြီးတော့နောက်ပြီးကြလို့ရှိရင်အဲ့ဒီ GPU တွေသုံးတဲ့အတွက်ကြောင့်မို့လို့ဟိုထားပါတော့ကိုယ့်အိမ်မှာဒီဥစ္စာကိုဟိုမှာလောက်ထား install လုပ်ထားလို့ရှိလို့ရှိရင်သူက energy ကအရန် energy ကအရန်စားကြပတ်စံအရန်ကုန်တယ်အဲ့တော့ဒီ model တွေဒီ fine tune လုပ်ဖို့ဆိုလို့ရှိရင်ဟို financially အရန်ဈေးကြီးလာတယ်ထားပါတော့ကိုယ့်တရားကိုယ့် company sponsor မပေးထားဘဲနဲ့ကိုယ့်ဘာသာကို explore လုပ်ချင်တယ်ပေါ့နော် fine tuning ဆိုတာဘာကိုပြောတာလဲပေါ့နော်ငါရဲ့ကိုယ်ပိုင် chatbot တစ်ခုငါစောက်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ့်ဘာသာကိုအဲ့လိုမျိုးဟို GPU cluster တွေပါဝင်နေပေါ့နော်ဟိုထားပါတော့ online တွေဝင်မယ်ဆိုလို့ရှိရင်တရက်နှစ်ရက်တော့မသိတာဘူးဒါပေမဲ့ကိုက explore လုပ်ကြရလေဟိုဒီ production မရောက်ခင်အချိန်ကြီးထိညီမတို့က explore လုပ်ကြရပြန်ပြီးတော့ okay ဒီ model ကမကောင်းဆိုလို့ရှိရင်ပြန်ပြီးတော့ enhancement တွေပြန်လုပ်ကြအဲ့တော့အရန်အဲ့မှာလေပတ်နေတဲ့ဆက်အခါကြောင့်မလို့ဟို financially အရန်ဟို cost ကအရန်တက်လာတယ်ပေါ့နော်အဲ့ဒါ computer နောက်တစ်ခုအဲ့ဆို okay ဟုတ်ပြီအဲ့ဆို model challenge တွေရောဘာရှိနေလဲပေါ့နော် model challenge တွေကစောစောကပြောတဲ့အတိုင်းပဲဟို hallucination သူ့မှာရှိတယ်သူကလုံးဝသူ့ကိုယ်သူ confidence ရှိကိုသူကမှားတာပေါ့နော်အဲ့ဒါရှိနောက်တစ်ခုကကြတော့ static knowledge ဟိုညီမတို့အခု GPT တွေမှာ GPT model တွေမှာသွားမေးကြည့်လိုက်လို့ရှိရင်ထားပါတော့အဲ့ဟိုတစ်ခုပေါ့နော် stock price ကိုပဲသွားမေးကြည့်လိုက်လို့ရှိရင်သူကဘာသူ့ရဲ့ဟို data cut off date ဆိုတာရှိတယ်ဒီ model ကြီးကိုသူ train ထားတာက2022ထိပဲ train ထားတယ်ဆိုလို့ရှိရင်ညီမ stock price တစ်ခုခုတောင်းနေလို့ရှိရင်သူ့ရဲ့ data က2022က data ပဲထွက်လာတာပေါ့နော်။ဒါဆို real time ဖြစ်တဲ့ information ကမထွက်လာနေဘူးပေါ့နော်။အဲ့တော့လုံးဝသူကဟိုစာ knowledge ကအဲ့ model ထဲမှာလုံးဝတစ်ခါတည်းဟိုတစ်ခါထည့်ထားပြီးသားအဲ့တော့ right တဲ့တစ်ခါကျုံးကလေးကဒီ data တွေပဲရှိတယ်ညီမတို့ up to date data လည်းမရှိဘူးအဲ့ model အဲ့တော့နောက်တစ်ခုကပါဆို model limitation ကcustomer ဆော example ကိုပြန်ပြောမယ်ဆိုလို့ရှိရင် customer ကလာပြီးတော့ဒီ messenger ကနေလာပြောတယ်လာပြီးတော့ဟိုထားပါတော့ bot ခုစီလာပြောအချိန်မှာရှုပ်ရှက် queries တွေကိုသူ handle မလုပ်နိုင်သူအင်္ဂလိပ်စာကတော့သူပြဿနာမရှိဘူးသူနားလေသူဘယ်လိုပြန်ပြောရမလဲဆိုတော့သူသိတယ်ဒါပေမဲ့မြန်မာစာကအရန်သူ့အတွက် handle မလုပ်နိုင်တဲ့ခါကျတော့သူဘာဖြေလို့ဖြေရမလဲသူ output အမှားတွေသူထွက်တယ်ပေါ့နော်အဲ့ဒီဥစ္စာနောက်တစ်ခုကကျတော့ okay အဲ့ဒါဆိုလို့ရှိရင် model limitation ရှိတယ်နောက်တစ်ခုက evaluation model တစ်ခုကောင်းမကောင်းပေါ့နော်အခုညီမတို့ကအခု chatbot လုပ်ဖို့ဆိုပြီးတော့ model တစ်ခုစောက်လိုက်တယ် LLM ပေါ့နော် LLM တစ်ခုစောက်လိုက်တယ်စောက်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ model ဟိုဘယ်လိုမျိုးဟို evaluate လုပ်လဲအဲ့ဒီ model performance ကိုအဲ့ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုလို့ရှိရင်ဟိုအရန်ခတ်တယ် model ရဲ့ဟိုဘယ်လိုပြောမလဲဟို performance ကို evaluate လုပ်ကြတာဘာဖြစ်လို့လဲဆိုတော့ညီမတို့ကသူ့ကို model တစ်ခုစပြီးတော့သူ့ instruction ထားပါ instruction ပေးရတာရှိရအောင် fine tune လုပ်တာဟိုကျွန်းလုပ်တဲ့ model လေးကိုညီမတို့ကသူ့ကိုတော့ပြီးနေက customer service agent နေကိုဒါနေကို signer တွေပဲဖြေဒါနေမသိတာလေလာမေးလို့ရှိရင်နေမဖြေနဲ့ပေါ့နော်နေငါတို့ဒီ product နဲ့ပတ်သက်တဲ့ဟာပဲဖြေဆိုတယ်သူအဲ့လိုမျိုးပြောထားရင်တောင်မှပဲဟိုထားပါတော့ငါဟိုစထားပါတော့ငါလက်နေတို့ရုံး address ကဘာမှရှိရတယ်ဆိုရင်တော့မှသူကတစ်ခါတလေကြာရင်သူ့ဘာသာသူအဲ့မှာ sentence က different ဟိုစ different output ကိုသူကထုတ်နေတာအဲ့ဒီဥစ္စာတသမတ်သေးမထွက်လာအောင်အဲ့ဒီဥစ္စာအခါကျရင်သူ change နေတယ်သူကသူဟို paraphrase လုပ်နေတာပေါ့နော်အဲ့ဒီဥစ္စာအဲ့တော့အဲ့ဒါ inconsistent results နောက်တစ်ခုပါလဲဆိုလို့ရှိရင် classic algorithm ညီမတို့ဒီ industry မှာဒီပေါ့နော်ဟို model ရဲ့ performance ဟိုကောင်းတာလားမကောင်းတာလားဆိုရဥစ္စာကိုညီမတို့ကဟိုစစ်တဲ့ညီမနာမည်လေးထည့်ပြီးထားဖို့အရင် technical ဆန်နေမှာဆိုလို့ဆိုအဲ့မှာ algorithm ကြီးရှိအဲ့ဒီ algorithm တွေကလည်းအဲ့လောက်ထိ accurate မဖြစ်နေဘူးအဲ့ဟိုဒီထားပါတော့ model ကနေ response လုပ်လိုက်တဲ့ task ကိုစီအဲ့လောက်ထိ accurate မဖြစ်ဘူးပေါ့နော်အဲ့တော့အဲ့ဆိုဘယ်လိုလုပ်မှာလဲအဲ့ဆို human evaluation ကြတော့ညီမတို့ကလူကအရန်ဟိုဖြစ်တယ်လေအမှန်တော့လူရဲ့ judgment အမှန်တော့အမှန်ဆုံးပဲဒါဆိုဟိုတချို့ဟာတွေကိုညီမတို့ဘာခိုင်း AI ပြန်ခိုင်းတယ်ဒီ response မှန်လားမမှန်လားဆိုတော့ပြန်ပြီးချတော့အဲ့ဒါတခုပြကြည့်ခိုင်းတယ်နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆို algorithm တွေသုံးတယ် algorithm တွေသုံးပြီးတော့ဒါပေမဲ့ result ကဒီဟိုတကယ်ထွက်လာတဲ့ output result က human evaluation တွေလောက်ကောင်းမနေဘူးဒါပေမဲ့ even evaluation ဟာ model performance ကို test လုပ်ကြတာကောင်းတယ်ဒါပေမဲ့ तू ကအရန်ကြာတယ်အဲ့တော့
very slow ဟို expensive အရန်ချိန်ကြတယ်ဘာမှလည်းမလုပ်နိုင်တနေ့အဲ့ဟာတွေပဲထိုင်ပြီးတော့ကြည့်ရ okay ဟိုလူတွေတချို့ industry မှာပြောကြတော့ okay နေ fine tune လုပ်မယ်ဆို fine tune လုပ်မယ်ဆိုနင်းရဲ့ထားပါ fine tune လုပ်မယ်ဆိုရင်ဒီမှာဒီ customer chatbot တစ်ခုစောင့်မယ်ဆိုရင်ဒီမှာအဲ့ဒီရှင်ရ data set တွေအများကြီးထည့်လာ data set အများကြီးထည့်လာအဲ့ဒါ solution ရတာပဲ model base နင်းရဲ့ base LLM ကောင်းတစ်ခုရ data set နင်းမှာ data set 1000 2000ထားပါတော့1000လောက်ထည့်လိုက်9000လောက်ထည့်လိုက်အဲ့လိုမျိုးပေါ့ပြဒါပေမဲ့လည်းဘာဖြစ်လဲဆိုတော့ဒီညီမတို့ scan လေးစဉ်းစားမှာအဲ့တော့ညီမတို့စီမှာဒီတနည်းပဲရှိရလားပေါ့နော်ဟိုညီမဆိုရင်ထားပါတော့ chatbot စောက်ချင်တယ် customer service chatbot စောက်ချင်တယ်ဒါပေမဲ့ညီမအဲ့ဟာကြီးလည်းမလုပ်နိုင်မလုပ် အဲ့ကဘာမှမရတော့ဘူးလေ hello မနန်းကိုကျွန်တော် host ပေးလိုက်တော့ဟိုကျွန်တော်သူ့ကို mute လုပ်လို့မရအောင်ဖြစ်နေရရ mute ပါပြီဟုတ်ကဲ့ okay ကျွန်တော်မတော်တဆမီးပြတ်သွားမှာဆိုလို့ ဟုတ်ရတယ်အဲ့တော့ဟို fine tuning ကအဲ့လိုမျိုးပေါ့နော်ဟို model လဲရွေးရမယ်နောက် data set တွေပဲဟိုဖြစ်ရမယ်ပြီးတော့အဲ့ဒီ data set ကလည်းအရင် static ဖြစ်နေပေါ့နော်သူက data update လုပ်တာညီမတို့ကပြန်ပြီးတော့ training ပြန်ပေးရမှာပြန် training model လုပ်ကြမယ်အဲ့ခါကျတော့မှညီမတို့ရဲ့ဒီ bot ကပေါ့ခုလောဆယ်ညီမ bot ဆောင်မယ်လို့ပြောတာဒီ bot ကဒီညီမတို့ရဲ့ updated knowledge တွေသူသိနေမှာအဲ့တော့အဲ့ဒါတစ်ခုပဲရှိရတာပေါ့နော်စဉ်းစားအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ခင်ညီမတို့စီမှာအဲ့ဆိုဘယ်လိုပေါ့နော်ဘယ်လို performance ကောင်းရမယ်ပေါ့နော်အဲ့တော့ဈေးလဲအရင်ကြီးဟိုဘယ်လိုပြောဆက်စောလာ fine tuning လုပ်စရာလောက်လဲသုံးစရာမလိုပေါ့နော်အဲ့တော့ဟိုငါတို့ data တွေလည်း update ဖြစ်နေအောင်ဘယ်လိုမျိုးရမလဲဆိုတဲ့ဥစ္စာ question ကထွက်လာတယ်အဲ့ခါမှာပါလဲဆိုလို့ရှိရင်ညီမတို့ဒီဟာကိုသွားမယ် okay ဒီက rack ပေါ့နော် rack မကြည့်ခင်မှာညီမတို့ဒီဘက်က fine tuning process လေးပြန်ပြီးတော့ကြည့်မယ်အဲ့ဆိုညီမအရင် slide အရှိ slide ဒီမှာညီမပြောခဲ့တယ်ဟို base LLM ပေါ့နော်ဟို llama 3ထားပါ3 billion instruction model သုံးမယ်အဲ့ဒါကိုထားပါတော့ညီမတို့အခု base LLM ဆိုပြီးတတ်မှတ်လိုက်တယ် training data okay ဒီ training data ညီမတို့စီမှာညီမတို့အခု prepare လုပ်တယ်ညီမတို့ clean data တွေကို clean လုပ်တယ်ဟို data source တွေညီမတို့ like ဟိုတစ်ခုပေါ့နော်ရနိုင်တဲ့ data source တစ်ခုကနေ data တွေရှာပြီးညီမတို့ prepare လုပ်ထားတယ်အဲ့ဆိုညီမတို့စီမှာအခုဟိုပထမ slide ရဆို model လည်းညီမတို့မှာရေးပြီးပါပြီဟိုရေးပြီးပါအဲ့ model base model လည်းညီမတို့ test လုပ်ကြ okay သူက communicate လို့ဟိုလုပ်လို့ရတယ်သူ reasoning လည်းသူရတယ်ပေါ့နော် reasoning လုပ်နိုင်တဲ့ ability လည်းရှိတယ်ညီမတို့အဲ့ဒါကိုသူ့ဒီ model သုံးမယ်တော့ညီမတို့မှာ data set လည်းရှိပြီ okay စပြီ fine tuning process အဲ့ဆို fine tuning process ဖြစ်တဲ့အတွက်ကြောင့်ညီမတို့စီမှာ okay ညီမတို့ရဲ့ data set နဲ့ train လိုက်တဲ့အတွက်ကြောင့်ညီမတို့ထားပါတော့အခုညီမတို့ကန်ဒီကအခု laptop ရောင်းနေကန်ဒီဆိုလို့ရှိရင်ထားပါ customer တွေလာမေးနေကြ question တွေပေါ့နော်အဲ့စာတွေအကုန်လုံးသူသိသွားပြီကန်ဒီကဘာ product တွေရောင်းလဲကန်ဒီကဘယ်ချိန်တွေဖွင့်လဲဆိုပေါ့နော်အဲ့ဒီစားထားပါတော့နောက် technical issue တွေရှိတယ် technical issue တွေကြောက်လို့ရှိရင်ဘယ်လို resolve လုပ်ရလဲဆိုတော့သူက question and answer pair လေးရှိတယ်အဲ့ဟာကိုသူကဟိုဟိုဖြစ်နေနားလေသွားပြီပေါ့သူစီမှာဟိုအဲ့ knowledge တွေအကုန်လုံးဝင်သွားပြီအဲ့တော့ဟို user ကလာမေးပြီ user ကလာမေးတဲ့အချိန်မှာဆိုလို့ရှိရင် okay သူကဒီညီမတို့ဒီဆက်ဆော့လောက်ထားတဲ့ fine tune LLM ကိုသုံးမယ်သုံးပြီးတော့ဟိုပေါ့နော်အခုဘာလုပ်လဲဆိုလို့ရှိရင်ဟို response generate လုပ်လိုက်တာပေါ့အဲ့ဒါတစ်ခုပေါ့နော်အဲ့ဒါဒီဘက်ကဟို fine tune လုပ်လိုက်တဲ့ process နောက်တစ်ခုစစညီမပြောခဲ့သလိုပဲဒီ way တစ်ခုရရှိရလားပေါ့နော်ဒီ customer chatbot ဆောက်ဖို့ကဒီ way တစ်ခုရရှိရနောက်တစ်ခါဘာသုံးလို့ရလဲဆိုလို့ရှိရင်ညီမတို့ကလုပ်လို့ရလဲဆိုလို့ရှိရင် rack ကိုသုံးလို့ရတယ် rack ကဘာလုပ်တာလဲဆိုလို့ရှိရင်ဒီထဲမှာညီမအရင် technical ဆန်အောင် technical ဟိုအပေါင်းညီမမထည့်ထားဘူးအရင်တော့မထည့်ထားဘူးပေါ့နော်ဒီဥစ္စာအဲ document ထားပါညီမတို့စီမှာဆော့ကဟို product ဟို company ရဲ့ product တွေရှိတယ် product information တွေရှိတယ် document တွေရှိတယ်အဲ့ document တွေကိုညီမတို့ကဘာလုပ်လိုက်တာလဲဆိုလို့ရှိရင် embedding လုပ်လိုက်တာ embedding လုပ်လိုက်တာဘာလုပ်လိုက်တာလဲဆိုလို့ရှိရင်ညီမနောက် slide မှာပြပြမယ်နော်အခုကဒါ high level လေးနည်းနည်း process ကိုသိသွားအောင် okay အဲ့ document တွေကိုဟို embedding လုပ်တယ်လုပ်ပြီးသွားလို့ရှိရင်ညီမတို့အဲ့ vector database တွေကိုထည့်လိုက်တယ် vector database တွေထည့်လိုက်တယ် retrieve PubK chunks ဆိုတာကကြာတော့လေညီမနောက် slide မှာပြပြမယ် retrieve PubK chunks ဆိုတာဘယ်လိုမျိုးပြောရလဲဆိုလို့ရှိရင်ဟိုထားပါတော့ငါနင်တို့ရုံးရဲ့လိပ်စာသိချင်တယ်ဆိုပြီးတော့ user ကလာမေးတယ်အဲဒါရုံးရဲ့လိပ်စာပေးပါဦးရုံးရဲ့လိပ်စာကိုမေးပါ okay user query ပေါ့ရုံးရဲ့လိပ်စာဒီမှာမှအဲ့ vector database တွေကဘာတွေပြန်ထုတ်လို့ရလဲဆိုလို့ရှိရင်ဟိုဒီ question ပေါ့နော် question တွေရဲ့ဒီ user ကမေးတဲ့ question နဲ့နောက်ပြီးရလို့ရှိရင်သူကဘယ်လောက်ဟို score တွေရှိတယ်သူကအဲ့ score တွေနဲ့ 1.0 ထားပါ 0.9 ဟိုအနည်းဆက်ဆုံး similarity ရှိတဲ့
question ညာပြန်ထွက်လာတာပေါ့နော်question answer pairs ပေါ့နော်အဲ့တစ်ခုလုံးကပြန်ထွက်လာတာအဲ့တော့ဟိုရုံးရဲ့လိပ်စာကိုမေးတာလေအခု1 2 3ရှိမှာပေါ့ဟိုစာအဖြေ3ခုရှိမှာပေါ့ top kid chance ဆိုတာကြာ3ခုရှိနေအဲ့ဒီထဲမှာညီမတို့က okay score မြင့်တဲ့ကောင်ပေါ့နော်အဲ့တော့အဲ့ဆိုရင် score မြင့်တဲ့ကောင်ဆိုလို့ရှိရင်ညီမတို့က high confidence ပို့ပြီးရှိတယ်အဲ့ဆိုလို့ရှိရင် okay ဒီ question ဒီ Q&A pairs လေးကိုငါတို့ user ဟိုစာဘယ်လိုပြောလဲဟို user ကိုပြန်ပြီးတော့ response လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီဥစ္စာအဲ့ဒါကကြာတော့ right ပေါ့နော်အဲ့ဒီဥစ္စာဒီမှာညီမဟိုဥစ္စာသူက red ကိုသုံးတဲ့အချိန်မှာလေဟို choice ကနှစ်ခုရှိတယ်နှစ်ခုရှိဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဟို red only ပဲလုံးဝဒီပေါ့နော်ဒီ LLM box လေးရှိတယ်အခုဒီပါညီမတို့ကအခု document user query လာမေးတယ် user query သွားမေးတယ်နင်တို့ရုံးရဲ့လိပ်စာသိကျင်တယ်ရုံးရဲ့လိပ်စာသိကျင်တယ်ဆိုလို့သွားမေးတဲ့အချိန်မှာဥပမာ Beta DB တွေကနေသူက okay 1 2 3ဆိုပြီးတော့သူကအဖြေထုတ်ပေးလိုက်တယ်အဖြေထုတ်ပေးလိုက်တဲ့အချိန်မှာညီမတို့ကဒီကြားထဲမှာ user ကိုတိုက်ရိုက် response မလုပ်ဘဲနဲ့ LLM ကိုအရင် pass LLM ကတစ်ဆင့်ဒီ response ပေါ့နော် user ကိုတစ်ဆင့်ပြန် pass လုပ်တာမျိုးလဲလုပ်လို့ရတယ်ဒီဟာကဘာကောင်းလဲဆိုလို့ရှိရင်ညီမတို့ဟိုပေါ့နော်ဟို product information တွေဆိုလို့ရှိရင်ထားပါနည်းနည်းစာတာနည်းနည်းတောင့်ဖြစ်နေဟို document တွေထားပါရေတောင့်ဟိုဖြစ်နေစာတာအရင်က LLM ကို pass လိုက်တဲ့ဖြေကို pass လိုက်တဲ့ခါကျ LLM ကသူကလုံးဝ natural language လိုမျိုးသူကသိရမလားအရင်ဟိုကဖြစ်အောင်သူကပို့ပြီးတော့ဟိုချက်မှုတွေဖြစ်အောင်ဖြေလို့ရတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကလည်းနှစ်မျိုးရှိတယ် LLM ကို pass လုပ်ချင်လည်းရတယ်ဒါမှမဟုတ် LLM ကို pass မလုပ်ဘဲနဲ့ LLM ဆိုတာကဟိုထားပါဆော့ညီမဆော့ပြောတဲ့ base LLM ပေါ့နော် base LLM ကို pass လုပ်ချင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင် base LLM မဟုတ်ဘူးငါကိုယ်တိုင် fit လုပ်ထားတဲ့ LLM ပေါ့နော်ငါရဲ့ chatbot LLM ကို pass လုပ်ချင်လည်းရတယ်အဲ့ဒါကတော့ဒါကိုယ့်ရဲ့ choice ပဲအဲ့ဒီဥစ္စာအဲ့တော့အဲ့ဒါ performance ဘယ်လောက်ကောင်းလဲပုံအမှုကြည့်ပြီးတော့ညီမတို့ဒါ decide လုပ်ကောင်းပါပေါ့နော်အဲ့တော့နှစ်နည်းရှိတယ် LLM pass လုပ်ရင်လုံးလို့ response ကို user စီကို direct return ဥစ္စာပြန်လိုက်ပေါ့နော် response ပြန်လာအဲ့ဒါခု okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့ဆော့ပြောတယ်ဟို right ကိုပေါ့နော်ဒီဥစ္စာအမှန်ပဲတော့သူကအဲ့ knowledge brain လိုမျိုးပဲအဲ့ retriever ပေါ့နော်ဘလို့စောင့်လဲပေါ့အဲ့ဆိုရင်ဒီမှာ data in JSON data ဆိုတာထားပါ JSON data ဆိုဟိုလိုမျိုးပဲမြင်လိုက်ဘူး Excel မှာရှိတဲ့ data တွေညီမတို့ကလုံးဝစနစ်တကျဟို Q&A pairs လေးတွေ high quality ဒါပေမဲ့ဟို fine tune နေပဲဖြစ်ဖြစ်ဒီ rack ပဲဖြစ်ဖြစ် high quality data ဖြစ်မှာရမယ်အဲ high quality data တွေထားပါတော့ဒီထဲမှာဟိုQ&A pair လေးတွေမျိုးထည့်လိုက်ထည့်ပြီးရင်ထားဒီမှာဆိုဘာတွေပါမလဲဆိုရင် product specs တွေပါမယ် office information ပါမယ် pricing တွေပါမယ်နော်အဲ့ဟာတွေပါမယ်နောက်တစ်ခုအဲ့ဒါဆိုလို့ရှိရင်အဲ့ဟာတွေကို embedding model တစ်ခုသုံးလိုက်ပါပေါ့ embedding model ဆိုတာကဘာလောက်တာလဲဆိုလို့ရှိရင် embedding model ကထားပါညီမတို့စီမှာဆော့ပြောရုံးလိပ်စာသိကျင်တယ်ပေါ့နော်ညီတို့ရုံးလိပ်စာသိကျင်တယ်ဆိုတဲ့ဥစ္စာ test ပေါ့နော်အဲ့ test အဲ့ဒါကို embedding model ကဘာလုပ်ပေးလိုက်တာလဲဆိုလို့ရှိရင် encode လုပ်လိုက် numerical factor ပေါ့နော်ပြောင်းလိုက်တာအဲ့ဒီ meaning အဲ့ဒီ meaning ကို capture လုပ်တဲ့ numerical factor ပြောင်းချလိုက်တာပေါ့နော်ဒါပါမှနံပါတ်တွေဖြစ်သွားတယ်အဲ့တော့ဒါပေမဲ့ तू ကဟိုအဲ့လိုမျိုးလုပ်ပေးမယ် तू ကဘာဖြစ်လဲဆိုတော့ semantic search ကို तू enable လုပ်ထားတယ်ဟိုအဲ့ embedding လုပ်ပြီးတော့ तू ကဘယ်လိုနားလဲဆိုတော့ထားတော့ user ကလာပြောတယ်ထားတော့ fast internet လို့လာပြောတယ် fast internet ပေါ့နော်လာပြောတဲ့အချိန်မှာထားတော့ fast internet ဆိုတာဒီဟို high speed ပေါ့နော်ထားတယ်ဒီမှာဒီလောက်လာမှာနော်ဒီဥစ္စာ high speed broadband နဲ့ဒီဒါ fast internet နဲ့အမှန်မှန်တော့ semantic meaning ကအတူတူပဲဆိုတာကို तू သိတယ်အဲ့ဒီ embedding model ရတယ်အဲ့တော့ဒီဟာရတယ်နော်ဒီဟာပေါ့ဖြစ်ဒီဟာက okay accuracy and cost ပေါ့နော်ဒီဟာက dimension ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်ဟိုထားပါတော့ embedding model တွေမှာဟို dimension higher dimension ပေါ့နော်1024 dimension ပို့ထားပါပို့ကောင်းတဲ့ model ပဲညီမတို့ပြောကြပို့ကောင်းတဲ့ model ဆိုလို့ရှိရင်ဟိုပို့ပြီးတော့ accurate ဖြစ်တယ်ဒါမဲ့သူကနှေးတယ်အဲ့တော့ lower dimension ဆိုရင်ဒီမှာဆိုလို့ရှိရင်အဲ့ embedding 128 number တစ်ခုပေါ့နော်25ဒီဥစ္စာလေးဆိုလို့ရှိရင်သူကညံ့တယ်ဒါပေမဲ့ less accurate ဒါပေမဲ့အဲ့ embedding model တွေလည်း GPU သုံးတယ်အရန်ကြီးလာရင် GPU သုံးတယ်အဲ့တော့ကိုကဟိုဘာလို့လိုချင်တာလဲပေါ့နော်ပုံမြန်ချင်တာလားဒါမှမဟုတ်လို့ရှိရင် accuracy တောင်းလုပ်ချင်တာလားဆိုတာဒါကိုယ့်ရဲ့ choice ပဲပေါ့နော်အဲ့တော့ဒီဘက်ပုံပြန်ကြည့်မယ်ဆိုလို့ရှိရင် test to better ပြောင်းမယ်အဲ့ better DB ထဲမှာအဲ့ဟိုsemantic ပေါ့နော် semantic ဟို similar meaning တွေဖြစ်တဲ့ဟိုပါပေါ့ embedding ဟိုဘယ်လိုပြော vector data တွေသူဝင်သွားမယ်ပေါ့နော် store လုပ်လိုက်မယ်နောက်တစ်ခုအဲ့ဒါဆိုလို့ရှိရင် user ကဟိုလာရှာတယ်ပေါ့လာရှာလို့ရှိရင်သူကသူနဲ့ဟိုအဓိပ္ပာယ်တူတဲ့ဟာဆိုလို့ရှိရင်သူအဲ့မှာအဓိပ္ပာယ်ဟိုအရင်ဟိုအတိအကျဖြစ်စရာမလို
paraphrase လုပ်တဲ့သဘောမျိုးပဲပါတိကျဖြစ်စရာမလိုဒါပေမဲ့နီးစက်တယ် conceptual match ဖြစ်တယ်ဆိုလို့ရှိရင်သူကပြန်ထုတ်ပေးလိုက်တာပဲအဲ့ဒီဥစ္စာ rack ပေါ့နော်ဒါပေမဲ့ rack က fine tune လောက်တော့ expensive မဖြစ်ဘူးအလုပ်ရှုပ်လဲတက်တာတယ် okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့ကဒီ rack ကိုသုံးမှာလားပေါ့နော် rack ကဘာဖြစ် fine tuning လည်းရှိတယ်အဲ့တော့ဒါပေမဲ့ rack ကပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော် show ပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ data ဆိုလို့ရှိရင်data set နည်းနည်းdata set fine tuning လုပ်တဲ့ပုံစံလောက်တော့ data set massive data set ကြီးမလို့ဘူးအဲ့လောက်ထိ data set ရှိစရာမလိုဘူးပေါ့နော်ဒါပေမဲ့ rack small data set နဲ့လည်းစလို့ရတယ်ဒါက data niche ပေါ့နောက်တစ်ခုကကျတော့ computation cost အဲ့ဟာကညီမတို့တွေကဒီ embedded model ကိုသုံးရတယ်ထားပါတော့အဲ့စာကနေပြီးတော့ vector လေးတွေပြောင်းလို့ embedded model သုံးရတယ်သုံးဖို့ကျ computation cost ကလည်းအဲ့ fine tuning လုပ်တဲ့fine tuning လုပ်ဖို့သုံးရတဲ့ GPU တွေတက်စလို့ရှိရင်ဈေးရပို့ပြီးတော့နည်းတယ်ပေါ့နော်အဲ့ဒီစား cost ကပို့ပြီးတော့နည်းတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် knowledge control ကဘာလဲဆိုလို့ရှိရင်အရင် precise ဖြစ်တယ်အများနဲ့ update လုပ်လို့ရတယ်ဘာလို့လဲဆိုလို့ရှိရင်ထားပါတော့ကိုကအဲ့အမှန်တော့ data file လေးပြောင်းလိုက်တယ်ခုမှ CSV ရှိတယ်ဆိုကိုလိုတဲ့ data လေးကို CSV နဲ့ update လုပ်ပြီးတော့ပြောင်းလိုက်ရုံပဲအဲ့ဒီဥစ္စာ rack သုံးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့ rack မသုံးမဲနဲ့ fine tuning သုံးမယ် fine tuning သုံးမယ်ဆိုလို့ရှိရင်ဆိုလို့ရှိရင်သူကလုံးဝအစအဆုံးပြန်ပြီးတော့ train ရတာ fine tuning ကကြတော့အဲ့ဒီဥစ္စာ rack နဲ့မတူတာကြတော့ static ဖြစ်နေတာdata တွေကကြတော့အဲ့တော့ဘယ်လို use case တွေမှာ rack ကိုသုံးတင်လဲ fine tuning ကိုသုံးတင်လဲပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဘယ်လိုပြောလဲကိုယ့်စီမှာ document တွေရှိတယ်ထားပါတော့ policy နဲ့ company policy ထားပါ HR policy ပေါ့ HR policy ဖြစ်ပေါ့နော်အဲ့ဒီနောက်ပြီးကြလို့ရှိရင်ကိုယ်ဆိုင်ရာဈေးရလဲထားကိုယ့်ရဲ့product တွေကလည်း information တွေရတယ်အများနဲ့ပြောင်းနေတယ်ဆိုလို့ရှိရင်အများနဲ့ပြောင်းနေတယ်နောက်တစ်ခုကကြတော့hallucination ကို reduce လုပ်ချင်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်rack ကိုသုံးတင်တယ်ပေါ့ rack ကိုသုံးတင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုကလုံးဝmodel style တစ်ခုလုံးသူ့ရဲ့ core behavior တစ်ခုလုံးပေါ့နော်ပြောင်းပစ်ချင်တာဆိုတော့ငါဒီ model ကိုလုံးဝ customer service chatbot ပဲဖြစ်ဖြစ်လုံးဝကြပြဆရာတယောက်လိုပဲဖြစ်ဖြစ် coding ရေးတဲ့developer တယောက်လိုပဲဖြစ်ဖြစ်ပြောင်းချင်တယ်ပေါ့နော်သူ့ရဲ့လုံးဝ core behavior တစ်ခုလုံးပြောင်းချင်တဲ့ solution တော့ fine tuning ကိုသုံးတင်တယ်ဒါပေမဲ့ညီမတို့က fine tuning လုပ်တဲ့အချိန်မှာဘာဖြစ်နေလဲဆိုလို့ရှိရင်ဘာသတိထားရလဲဆိုလို့ရှိရင် तू ကခါကြရင်အဲ့ညီမတို့မှာmachine learning မှာရှိတဲ့ hyperparameter တွေလိုပဲသူ့မှာလည်းရှိတယ် LLM ဘယ်လိုပြောမလဲ fine tune လုပ်တဲ့အချိန်မှာအဲ့ဒီ parameter တွေကိုမူတည်ပြီးတော့ overfit ဖြစ်တာလား underfit ဖြစ်တာလားနောက်ပြီးကြလို့ရှိရင်သူ့စီမှာ memory တွေကပျောက်သွားတယ်ပေါ့နော် memory တွေပျောက်သွားတယ်ပြီးကြရင်သူ့စီမှာဘာမှမရှိရဆိုတော့ညီမတို့ရဲ့ဒီ customer service chatbot company နဲ့ပတ်သက်တဲ့data set တွေကိုပဲ तू ကသိအဲ့ knowledge ပဲ तू သိပြီးတော့သူ့ရဲ့ general knowledge က तू ပျောက်သွားတယ် general knowledge ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင် okay ငါဘောနော်ငါရဲ့ credit score တက်အောင်ငါဘာ credit score တက်အောင်ငါဘာလုပ်တင်လဲဆိုတဲ့ဥစ္စာပေါ့နော်ပုံမှန်ဆိုလို့ရှိရင် तू ကအဲ့ fine tune မလုပ်ခင်อ่ะဆို तू ကအဲ့ LLM လေးကိုသွားမေးတဲ့အချိန် base LLM ပေါ့နော်သွားမေးတဲ့အချိန်မှာ तू ကသိတယ်ဒါပေမဲ့အဲ့လိုမျိုးဘယ်လိုပြောမလဲ fine tune လုပ်ပြီးသွားလို့ရှိရင်သူ့အဲ့သွားမေးလို့ရှိရင်ညီမတို့ fine tune လုပ်တဲ့ model ကမသိတော့ညီမတို့ data set အကြောင်းပဲcompany နဲ့ပတ်သက်တဲ့ information ပဲမေးသူကျန်တာတွေဘာမှမသိတော့ဘူးအဲ့ဟာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ issue ဖြစ်နိုင်တယ်အဲ့ဟာခုနောက်တစ်ခုကကြတော့ညီမတို့ကပြီးကြရင် fine tune လုပ်ပြီးသွားလို့ရှိရင်ညီမတို့ကသူ့ instruction ပေးရအောင်နေရဒါပါဒီ company နဲ့ဆိုင်တဲ့ပေါ့နော်နေရာချက်ပေါ့ဒီ company နဲ့ပတ်သက်တဲ့စောစောညီမအရှိမပြောခဲ့ product information တွေပဲနေဖြစ်အဲ့တခြား customer ကဒီ product information တွေမဟုတ်ဘဲနဲ့တခြားဟာလာမေးမဖြေပါနဲ့ဆိုတဲ့ instruction တွေကို तू ကနားမထောင်ဘူး तू လုံးဝအဲ့ဒါတွေ तू မသိတော့သူ့ကိုသွားပြီးတော့ instruction လဲတော့ပေးလို့မရတော့သူ့ကိုပြောချင်သူ့ကိုလုပ်ခိုင်းစေချင်လို့ရှိရင်ဒီ training data ထဲမှာပဲအဲ့တစ်ခါနောက်ထပ်တစ်ခါထပ်ပြီးတော့ပြန်ပြီးတော့ fine tune လုပ်ပေါ့နော်အဲ့ issue အဲ့ဟာတော့အဲ့ပို့ပြီးသတိထားရမယ်ဟာပေါ့နော်အဲ့ဟာနောက်တစ်ခုကစစောကညီမရှေ့က slide မှာပြောခဲ့တယ် Top-K chain retriever ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ထားပါတော့ Top-K chain user input ကလာတဲ့အချိန်မှာဆိုလို့ရှိရင် okay ဆေးဆိုင်ဘယ်နှစ်နာရီဖွင့်လဲပေါ့နော်ဘယ်နှစ်နာရီဖွင့်လဲဆိုပြီးလာပြီလေဒါကကြာမြန်မာလိုပေါ့ဒါကကြာတော့ English လိုအဲ့ဆိုလို့ရှိရင် vector DV ထဲမှာသူကတွားပြီးတော့ relevant သက်ဆိုင် relevant chunk ဆိုတော့သူနဲ့ relevant ဖြစ်တဲ့3ခုတွားရှာတယ်စာ3ခုသူတွားရှာတယ်အဲ့တော့မြန်မာလို retrieval သူလုပ်လိုက်မယ်ဒီ score တွေက
ဘယ်လိုမျိုးအခြေအနေမှာဆိုလို့ရှိရင်ကိုယ့်အတကူတက်ထုတ်လည်းရတယ်ကိုယ့်အတကူဒီ similarity score ဆိုတာညီမတို့တွက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ similarity score မလုပ်ဘဲနဲ့ဘယ်လိုပြောမလဲvector DB မှာvector DB တစ်ခုခုပေါ့နော်သုံးလိုက်လို့ရှိရင်အဲ့မှာလည်းသူတို့စီမှာ metadata နဲ့ပတ်သက် score တွေပါတယ်အဲ့လိုမျိုးလုပ်လို့ရတယ်အဲ့တော့ okay အဲ့ဒါဆိုလို့ရှိရင်စေးဆိုင်တစ်နားဖွင့်လဲဆိုပြီးတော့နေရအဲ့တော့ Burmese retriever ရပြောမယ်ဆိုလို့ရှိရင်သူကစေးဆိုင်တင်နည်းနည်း9နိုင်မှာလည်းဒီဟာကိုသူထုတ်ပြီးဒါက score အမြင့်ဆုံးနောက်တစ်ခုကကြတော့စေးဆိုင်တော့စေးဆိုင်ပဲ score 0.8နဲ့ထွက်လာတယ်ဒါပေမဲ့ညီမတို့ user ကမေးတဲ့ query နဲ့လုံးဝ relevant မဖြစ်ဘူးအဲ့ဆိုလို့ရှိရင် okay တတိယ score 0.6 ကိုကြည့်လိုက်လို့ရှိရင်အဲ့ဆိုလို့ရှိရင်လည်း relevant မဖြစ်ဘူးပေါ့နော်အဲ့ဒီဥစ္စာဒါကတော့ English retriever နဲ့ Burmese retriever ကိုရှင်းပြထားတာအဲ့တော့retriever ယူမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲလုပ်မယ်ဆိုလို့ရှိရင် score နဲ့ဖြတ်ချမယ်ဆိုလို့ရှိရင် okay score threshold ကဘယ်လောက်နဲ့ဖြတ်မှာလဲ 0.9 နဲ့ဖြတ်မှာလား more than 0.9 လားဘာလို့လို့ရှိရင် 0.8 နဲ့ဖြတ်မှာလားပေါ့နော်အဲ့ဒီဥစ္စာကကြတော့ဘယ်အချိန်မှာသိလဲဆိုလို့ရှိရင်ညီမတို့ကအဲ့ဒီဟာ retrieval ကို test လုပ်ကြည့်ရတယ် test လုပ်ကြည့်ပြီးတော့မှဘယ်လောက် threshold ထားတင်လဲပေါ့နော်ဘယ်လောက် threshold ထားတင်လဲဆိုတာကိုသိမှာအဲ့ဒါကြောင့် top kitchen retrieval ထားပါတော့ကိုတို့ကshare တို့ကပဲဖြစ်ဖြစ်ပေါ့နော်maximum limit ကိုသုံးထားလို့ရတယ်ဒါမှမဟုတ်ရှင်ဖြစ်နိုင်ခြေရှိတယ်ပေါ့9ခုကိုထုတ်ပြီးဆိုလို့ရှိရင်လည်းအဲ့ဒီ Q&A pairs လေးတွေ9ခုထုတ်လို့ရတယ်ပြီးတော့မှအဲ့ similarity score ပေါ့နော် score ပေါ်မှာမူတည်ပြီးတော့အကောင်းဆုံး confidence ရှိတဲ့pair ကိုယူပြီးတော့လို့ရှိရင် user ကို response ပြန်လို့ရတယ်ပေါ့နော်ဒါက top kitchen retriever နောက်တစ်ခုအဲ့ဒါဆိုလို့ရှိရင် concurrent data set ဆိုတာဘာပြောလဲဆိုညီမအရှိမလည်းနည်းနည်း intro လုပ်ခဲ့တယ်ညီမတို့စီမှာကdata မရှိဘူး။ဒါပေမဲ့ညီမတို့ဒီ community မှာဆိုလို့ရှိရင် Burmese data set အရန်ရှာတယ်။အဲ့တော့ညီမတို့အခု chatbot ဆောက်ချင်တယ်ဆိုလို့ရှိရင်ညီမတို့ဘာလုပ်မှာလဲဘယ် data collection လုပ်မှာလား data collection community ဟိုအကုန် data collect လုပ်မှာဒါမှမဟုတ်ရှင် public archive တွေကနေ data တွေရှိတာဒီပေါ့နော်service chatbot မှာမဟုတ်ဘူးဘယ်လိုပြောမလဲ healthcare နဲ့ပတ်သက်တဲ့bot တွေစောက်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့ data တွေဘယ်ရရမလဲပေါ့နော်အဲ့ဒါတခုနောက်တစ်ခါ okay အဲ့ဆိုလို့ရှိရင် hacking face ကသုံးလားမသုံးလားတော့မသိအဲ့ hacking face မှာတချို့ data set တွေရှိတယ်မြန်မာစာနဲ့ပတ်သက်တဲ့ data set တွေရှိတယ်ဘယ်လိုမျိုး data set တွေလဲဆိုလို့ရှိရင်agriculture နဲ့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ data set တွေရှိတယ်နောက်ပြီးကြလို့ရှိရင်ထားပါတော့ယောဂနဲ့ပတ်သက်တဲ့ data set တွေရှိတယ်မြန်မာလိုပေါ့နော်မြန်မာလိုတရားဓမ္မနဲ့ပတ်သက်တဲ့ data set တွေရှိတယ်အဲ့ဒီဥစ္စာ existing data set ပေါ့နော်ဒါပေမဲ့အဲ့အပေါ်က option 3ခုလုံးကညီမအတွက်ညီမအခု customer service chatbot လုပ်မယ်ဆိုလို့ရှိရင်ဘာမှသုံးလို့မရအောင်ဖြစ်နေပေါ့နော်အဲ့တော့ synthetic generation ကိုသုံးလောက်နော် synthetic generation ဆိုတာကဘာလဲဆိုလို့ရှိရင် data ညီမတို့စီမှာမရှိတဲ့အခြေအနေမျိုးဆိုလို့ရှိရင်LLM ကိုတွားပြီးတော့ဆက်စွာထားပါတော့ DeepSeek ကိုတွားပြီးတော့ညီမတို့က format တစ်ခုပေးလိုက်မယ်ဒီပုံစံအတိုင်းဟိုထုတ်လိုက်100ထုတ်လိုက် pairs 100ထုတ်လိုက်200ထုတ်လိုက်ဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဒီဥစ္စာ okayအခုညီမတို့စီမှာထားပါတော့အခု data set ခုရလာအောင် sourcing strategy အဲ့ဟာကိုမသုံးမဖြစ်ဖြစ်တခြားကိုယ့်ဘာတကူ data set ကို build up လုပ်လိုက်မယ်ကိုယ့်ဘာတကူ build လုပ်မယ်လုပ်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်စပြီးအဲ့ data set ကထားပါတော့ညီမတို့စီမှာဆိုဥပမာပေါ့နော်ဆိုလို့ရှိရင် messenger data set ကညီမတို့မှာ data တွေရလာအောင် okay data ရလာတဲ့အချိန်မှာဆိုလို့ရှိရင်ညီမတို့စီမှာ9000ရှိတယ်9000ရှိအဲ့ဒါကိုညီမတို့စပြီးတော့curation လုပ်တော့မယ်ပေါ့နော်အဲ့ဆို stage က9ခုရှိတယ်ညီမတို့ကဒီစပြီးတော့ဥပမာဆိုလို့ရှိရင် number 1ပေါ့နော် stage 1ဆိုလို့ရှိရင်ဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဒီစောက messenger ကရလာတဲ့ customer နဲ့ agent နဲ့ပြောထားတဲ့စာရေးရှိတယ်အဲ့ဒီဥစ္စာတွေအကုန်လုံးအမှအကုန်ပြန်ပြီးတော့ claim လုပ်မယ်ပေါ့နော်9000ကနေပြီးတော့အခုညီမတို့ကဒုတိယအဆင့်လေးကြာ preparation claim လုပ်တယ်PIN ပေါ့နော် personal identity ဟိုဟာတွေနဲ့ information တွေဟိုဟာတွေအကုန်လုံးကိုညီမတို့ anonymize လုပ်ပြီးတော့အဲ့ဟာတစ်ခုတော့ privacy ကိုဖြောက်တယ်ပေါ့နော်အဲ့ဟာတစ်ခုနောက်တစ်ခုကကြာ transformation ကကြာဘာလို့လုပ်တာလဲဆိုလို့ရှိရင်ညီမတို့ရဲ့ data set ကဘယ်လိုပြောမလဲသူတို့ကhigh quality မဖြစ်ဘူးသူတို့ကလုံးဝ natural language လိုမျိုးသိရမလား formal မကြဘဲနဲ့သူတို့ကပြောချင်တာကြီးပြောထားတချို့စကားလုံးတွေကမပါတဲ့ဟာတွေလည်းဆဲထားတဲ့ဥစ္စာတွေပေါ့အဲ့မှာ customer service ကိုမကျင်တဲ့လို့အဲ့လိုမျိုးဟာတွေလည်းပါစင်လည်းပါနိုင်အဲ့တော့အဲ့ data set တစ်ခုလုံး enrichment လုပ်ကြမယ်ပေါ့နော်အဲ့တော့ number 4ကဘာလုပ်ကြမလဲဆိုလို့ရှိရင်အဲ့ data တွေဖယ်ပြီးသွားပြီနည်းနည်းအဲ့ချိန်မှာမှစောက initial stage မှာတော့ညီမတို့က data set က9000ရှိတယ်ဒါပေမဲ့ number 3ရောက်တဲ့ချိန်မှာညီမတို့က data set 3000လောက်ပဲကျန်တော့တယ်အဲ့ဆိုလို့ရှိရင်နောက်ထပ် validation quality control က example ကဘယ်လိုမျိုးလဲဆိုလို့ရှိရင် business နဲ့ align ဖြစ်ရလားပေါ့နော် align ဖြစ်လားညီမတို့ရဲ့ဒီ business ကထားပါတော့ဒီ conversation data set ကဒီ product တွေမရောင်းတော့ဒီ product တွေအကြောင်းလည်းဖြည့်စရာမလိုတော့အဲ့တော့ညီမတို့ကအဲ့လိုမျိုး data set တွေဆိုလို့ရှိရင်
ဖယ်ထုတ်လိုက်ပြီအဲ့ဆိုလို့ရှိရင်သိစရာမလိုတော့ဘူးဒီဟာ product အဟောင်းပါအဲ့လိုမျိုးဆိုလို့ရှိရင်ညီမတို့ဆိုတကယ်တည်းနောက်ဆုံးလုပ်ပြီးတဲ့အချိန်မှာအဲ့မှာဘယ်လိုပြောမလဲ preparation cleaning လုပ်တယ်နောက် enrichment လုပ်တယ်validation ပြန်လုပ်တာပေါ့နော်ဒီ prepare လုပ်ထားတဲ့ data set က business နဲ့ align ဖြစ်ရလားဆိုတဲ့ဟာပြန်ပြီးတော့ကြည့်တဲ့အချိန်မှာနောက်ဆုံးကျန်တဲ့ data set က1000လောက်ပဲကျန်ချင်တော့နော် data set 1000ရှိပါတယ်ညီမတို့ဆိုအဲ့ဒါဆိုလို့ရှိရင်အဲ့ data set ကိုညီမတို့ကအမြဲတမ်းပေါ့နော်အမြဲတမ်းupdate data အမြဲတမ်းလာနေပါလေအဲ့တော့အဲ့ data set ပထမဆုံး version 1.0ကိုအဲ့တော့ဒီညီမတို့ရဲ့ centralized GP ထဲမှာထည့်ထားမယ်ပေါ့နော်ဒီဥစ္စာအဲ့ဒါဆိုအဲ့ curation နဲ့ cleaning pipeline ကကြတော့ one of process မဟုတ်ဘူးအမြဲတမ်းdata လာတိုင်းဒီ process တွေကဖြစ်နေမှာပေါ့နော်အဲ့ data တွေက assessment လုပ်မယ်ပြီးကြရင် cleaning လုပ်မယ်ပြီးကြရင်ဒီဟာတွေကလိုသေးလားမလိုသေးလားဆိုတဲ့ဟာတွေပြန်ကြည့်တယ်အဲ့ဒီဥစ္စာအဲ့ဟာအမြဲ repeat ဖြစ်နေမှာနောက်တစ်ခုကကြာညီမအရှိရပြောခဲ့တယ် synthetic data တွေကိုဘယ်လို generate လုပ်လဲပေါ့နော်ဒါကကြတော့ညီမsample ထုတ်ပြထားတာပေါ့နော် sample ထုတ်ပြထားတာဒါတော့ text message ကရှိနေဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ text message ပေါ့အဲ့ message ကိုညီမတို့ကဘာသွားလုပ်လို့ရလဲဆိုလို့ရှိရင် LLM ကိုတွားပြီးတော့ LLM ဆိုတာကကြတော့ညီမဆဆကပြောတဲ့ llama ပေါ့နော်3 billion extraction model ကိုတွားပြီးတော့တပြောလို့ရတယ်နင်က data parsing assistant ပေါ့နော် expert ဒီမှာ diary mandatory ဒီနေ့ဟာငါတို့လိုချင်တဲ့ data format ပုံစံမျိုးဖြစ်အောင်ထုတ်ပေးဆိုတဲ့ဟာမျိုးပေါ့နော်data generate လုပ်လို့ရတယ်ဒါပါတော့ဥပမာဆိုလို့ရှိရင်ဒီ JSON data ကိုညီမတို့ဘာသုံးလဲဆိုလို့ရှိရင်sample data ပေါ့နော်ညီမတို့ training data set တွေ prepare လုပ်တဲ့အချိန်မှာဆိုလို့ရှိရင် customer ကလာပြောတယ်ငါရဲ့inquiry type က tracking data ပြီးကြရင်ငါရဲ့ order ID ကလာတာဆိုပြီးတော့ customer လာပြောရရှိတော့ဒါအဲ့တော့ဒီဟာ customer input ဖြစ်မှာပါအဲ့တော့ output ကဘယ်လိုမျိုးဖြစ်မလဲဆိုလို့ရှိရင် okay အဲ့ဆိုလို့ရှိရင် output ကညီမတို့ဘယ်လို prepare လုပ်ကြမှာဟုတ်ကဲ့ပေါ့နော်လူချင်းမင်းပေးတဲ့ဟာတွေကိုလက်ခံရရှိပါတယ်ပေါ့နော် information ပြန်ပြီးတော့ reply ပြန်ပေးပါပေါ့နော်ဒီ order ID ကိုစစ်ပေးပါမယ်ဆိုတဲ့ဟာအဲ့လိုမျိုး generate လုပ်တာပေါ့နော် synthetic data တွေကိုအဲ့ဒီဥစ္စာအဲ့လိုပုံစံမျိုးနဲ့လည်းတွားလို့ရတယ်ဒီဟာကsynthetic data တွေကို generate လုပ်တယ်ဆိုတာညီမတို့စီမှာဥပမာဆိုလို့ရှိရင် data set ကဘလို့မှမရှိဘူးရန်ရှာပြောရှိတဲ့ data set ကလည်းအရန်နည်းနေတယ်ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့အချိန် duration တစ်ခုတော့အတွင်းမှာကိုလိုချင်တဲ့ size of data set ကိုမထုတ်နိုင်ဘူးဆိုလို့ရှိရင်ပေါ့ဒီ LLM ပေါ့နော်တွားပြီးတော့high quality structure data ရအောင်ထုတ်ခိုင်းလို့ရတယ်ဒါပေမဲ့လည်းပုံမှန်အတိုင်းပဲပြန်ပြီးတော့ LLM ကဟာရဆိုလို့ရှိရင်အကုန်လုံး review ပြန်လုပ်ကြရတယ်ပေါ့နော်အဲ့ဟာOkay အဲ့ဆိုလို့ရှိရင် part 3ပေါ့နော် part 3ကကြတော့အဲ့ဆိုဘယ်လိုမျိုး pipeline တွေ develop လုပ်မှာလဲနောက်ပြီးကြလို့ရှိရင်အဲ့ AI backend ပေါ့နော် AI backend ကိုဘယ်လို build လုပ်မှာလဲပေါ့နော်AI backend infrastructure ပေါ့ညီမတို့ဒီထားပါတော့ခု customer ကmessenger နေတော့ပြောမယ်အဲ့ data တွေကိုဘယ်လိုမျိုး build လုပ်လဲအဲ့ deployment architecture ပေါ့အဲ့ဟာတွေပြောမယ်နောက်တစ်ခုကကြတော့ညီမတို့အခု technology stack တွေပေါ့နော်ညီမတို့အခု chatbot တစ်ခုစောက်တော့မယ် chatbot တစ်ခုစောက်တော့မယ်ဆိုလို့ရှိရင်ဘယ် technology တွေသုံးသင့်တယ်ပေါ့နော်ဘယ် technology သိထားဖို့လိုအပ်လဲဘယ် component တွေသိထားဖို့လိုအပ်လဲဆိုတဲ့အစားပြောမယ်နောက်တစ်ခုကကြတော့ညီမတို့အဲ့လို research horizon explore လုပ်ရင်းနဲ့တွေ့ရpractice တွေရောပေါ့နော် two challenges အဲ့ဟာတွေဖြစ်မယ်ပေါ့နော် pitfalls တွေရောအဲ့ဟာအဲ့ဆိုလို့ရှိရင် development pipeline ဒါညီမတို့ဟိုရှေ့ကပြောထားတဲ့ဟာတွေပြန်ပြီးတော့conclude summary ပေါ့နော် summary ပြန်လုပ်ထားတာညီမတို့ပထမအဆုံးဘယ်ရစမှာလဲဆိုလို့ရှိရင်ညီမတို့ data source တွေအရင်ရှာမယ် data source တွေရမှာလေပေါ့နော်ဒါပါတော့ messenger ကလာမှာလားဒါမှမဟုတ်လို့ရှိရင် communication channel တွေဖြစ်တဲ့ WhatsApp တို့ပါတော့ကနေလာမှာလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင် existing data set ရှိလားအဲ့ဒီ data တွေရပြီဆိုလို့ရှိရင်ညီမတို့ဘာလုပ်မလဲဆိုလို့ရှိရင် data curation လုပ်မယ်စောစောက stage 5ခုရှိတယ်data တွေကိုquality ကောင်း high quality data set ရအောင် curation လုပ်တဲ့ process ရှိတယ်အဲ့ဟာလုပ်မယ်အဲ့ဟာလုပ်ပြီးတော့ရှင်အဲ့ data set ကိုညီမတို့ကဘာလုပ်မလဲဆိုလို့ရှိရင် vector DB တွေလည်းထည့်မယ် fine tune data အတွက်လည်း prepare လုပ်ချင်အမှန်တော့ရှိတာကိုမှရှိတာ data set တစ်ခုလေးပဲရှိတာနိုင်ခဲ့ပါမီးပြတ်သွားတယ်ခဏလေးနော်
founding ဆိုတာအငယ်တို့ဟိုတက်ကုန်းတို့ကတော့ချမ်းနေတယ်မနေ့ပြန်ရောက်ပြီဟာ ဟုတ်တယ်အကိုညီမကဟိုဥစား data နဲ့ဟိုဖြစ်နေတာမီးပြတ်သွားလို့ရှိရင် inverter အချိန်ပြောင်းဆိုလို့ရှိရင် wifi က reset ပြန်ကြတယ်လေ wifi ဆိုလို့ရှိရင်စောင့်ပါလေအဲ့ဒါကြောင့်ညီမ data နဲ့သုံးနေတာ data နဲ့ဟိုအဲ့လိုမျိုး reset ဖြစ်မှာဆိုလို့ဆိုပြီးတော့ဟိုအဒီအထက်ကကြာသွားတာအခုရတယ်ဟုတ်ကဲ့ပြန်ရှင်းလိုက်မယ်ကိုဟုတ်ကဲ့ပါခင်ပေါ့နော်စောညီမပြောနေတဲ့နေရာပေါ့နော်ထားပါတော့ data set ကတစ်ခုပဲရှိရဲအဲ့ဟာကိုဟို vector db ညီမတို့ဒီ rack ပေါ့နော် rack အတွက်လည်းသုံးမယ် fine tuning data အတွက်လည်းသုံးမယ်ပေါ့နော်ဒီနှစ်ခုအဲ့ data တွေသုံးပြီးတော့ rack pipeline တစ်ခုစောင့်မယ်စောင့်ချင်လည်းစောင့်မယ်နောက်တစ်ခုကကြာ fine tuning အတွက်လည်းသုံးမယ် okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့စီမှာဒီထားပါတော့ customer chatbot ဆိုတဲ့ model ဟို LLM တစ်ခုထွက်လာတယ်အဲ့ LLM မျိုးကိုဘယ်မှာ deploy လုပ်မှာလဲဘယ်မှာ deploy လုပ်မှာလဲcloud ဒီ cloud မှာဘာတွေဟိုဖြစ်တယ်လဲဆိုလို့ရှိရင်ဘာဖြစ်လို့ရလဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ညီမတို့ကဒီ locally hosted ကတော့ဟိုဘယ်လိုပြောမလဲဟိုမလုတ်ဖြစ်ဘူးပေါ့နော်မလုတ်ဘူးဒီ GPU server တွေကကြာဘယ်သူမှလည်း investment မလုပ်တဲ့အခါကျတော့ညီမတို့ကဒီ online ဟို cloud provider တွေရှိတယ်ဟိုပေါ့နော် inference ပေါ့နော် inference ဆိုတာ user ရဲ့ input ကိုchatbot ကမြန်ဆန်နဲ့ response လုပ်နိုင်အောင်ဆိုပြီးတော့အဲ့ဒီ model တွေပေါ့နော်အဲ့ model တွေညီမတို့က cloud ပေါ်မှာထားရတယ်ပေါ့နော်ထားလို့ရတယ်နောက်တစ်ခုကကြာ embedding model ပေါ့ဆော့ကဟို rack pipeline ပေါ့နော်ဒီဥစ္စာဟို rack pipeline အတွက် embedding model တွေသုံးရတာဟိုညီမတို့က fine tuning model မသုံးနဲ့ဒီဟာရဲ့ model အဲ့ model တွေကိုလည်းညီမတို့ကဒီ cloud ပေါ်မှာတင်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဟို data ပေါ့ data တွေကို data တွေနဲ့ဒီဒါ ကို company နဲ့ပတ်သက်တဲ့ policy တွေနောက်ပြီးကြလို့ရှိရင်အဲ့ product data တွေကိုကြတော့ cloud ပေါ်မတင်ချင်ဘူးငါတို့ကဒီ data တွေကိုတော့ဒီဟို on premise မှာပဲထားချင်တယ်ပေါ့နော်အဲ့ဟာတစ်ခုပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဟိုပေါ့နော်ညီမတို့ evaluation strategy ပေါ့ evaluation strategy ကဟိုညီမအရှိမလည်းပြောခဲ့တယ်ဟိုဒီ model ရဲ့ response ကဟိုကောင်းလားမကောင်းလားပေါ့နော် user ကမေးတယ် user ကမေးတဲ့ဥစ္စာကိုဘော့ကလည်းဖြည့်ချင်တာကြီးဖြည့်နေပေါ့နော်ဖြည့်ချင်တာကြီးဖြည့်နေဆိုလို့ရှိရင်အဲ့တော့ညီမတို့က deploy မလုပ်ခင်မှာဆိုလို့ရှိရင်ဟို performance test လုပ်ကြမယ်ပေါ့နော်လုပ်ကြမယ်ဆိုကဟို classic algorithm သုံးမှာလား classic algorithm သုံးလို့ရှိရင်တော့မြန်တယ်ပေါ့နော်မြန်တယ်ဒါပေမဲ့ဟိုထားပါတော့ okay အဲ့ဒါလည်းအရင်ဟို accurate မဖြစ်ဘူးဆိုလို့ရှိရင် LLM ကိုတော့ပြန်ဆက်ခိုင်းတယ် LLM ကိုဘယ်လိုမျိုးတော့ပြန်ဆက်ခိုင်းလို့ရလဲဆိုလို့ရှိရင် user query တစ်ခုမေးလိုက်တယ် user query မေးတယ် LLM ဟိုညီမတို့ရဲ့ fine tune လုပ်ထားတဲ့ model လေးကဟိုစားဖြည့်ထုတ်ဥစားသူ့ကိုပြန်လိုက်တာပေါ့နော်အဲ့ဒီပြန်လိုက်တယ်ပြန်ခဲ့မှာ user ကိုပြန်ခဲ့မှာ LLM ကဘာလို့လုပ်ရလဲဆို user မေးလိုက်တဲ့ input query နဲ့ဒီ LLM ဆက်စွာညီမတို့ fine tune လုပ်ထားတဲ့ဟိုလုပ်ထားတဲ့ဟာကဘယ်လောက်ထိဟိုပေါ့နော် relevant ဖြစ်လဲဆိုတာကိုညီမတို့ကဟို base LLM ကိုသုံးပြီးတော့ judgment လုပ်ခိုင်းလို့ရတယ်ပေါ့နော်အဲ့ဒါကကြောင့်ဟို production မှာဆိုလို့ရှိရင်မြန်တဲ့အဆင့်ပြေပေါ့နော် scalable ဖြစ်တယ်ဒါပေမဲ့ဟိုဘယ်လိုပဲဖြစ်ဖြစ်ဟို LLM ကိုလုပ်ခိုင်းတာပဲဖြစ်ဖြစ်ဟို algorithm သုံးတာပဲဖြစ်ဖြစ်ဟို human judgment လောက်တော့ဟိုဖြစ်ပေါ့နော် human ညီမတို့ human judgment လောက်တာတော့ဟိုအကောင်ဆုံးပဲဘယ်လိုမျိုးလုပ်လဲဆိုလို့ရှိရင်ထားပါတော့ညီမတို့ဆိုဘယ်လိုမျိုးလုပ်လို့ရတယ်ဆိုလို့ရှိရင်ခုညီမတို့မှာ data 100ရှိတယ် data set 100ရှိတယ် okay ညီမတို့ model testing လုပ်တယ် data set 100ရှိတယ်အဲ့ data set 100ကိုညီမတို့ကခု run လိုက်တယ်ညီမတို့ခု fine tune လုပ်ထားတဲ့ model right output တွေထွက်လာတယ်အဲ့ဒီ output တွေကထားပါတော့ data set input တွေက output တွေကကြည့်ကြရင်ညီမတို့ကကြည့်ရ okay အဲ့ဆိုလို့ရှိရင်ဒီ output တွေကမှန်ရဲ့လားဆိုပြီးတော့ score တွေပြန်ပြီးတော့ပေးလို့ရဒါညီမတို့သတ်မှတ်တဲ့ score ပေါ့နော်ပေးလာလက်ခံလို့ရလားမရလားမှန်လားအဲ့လိုမှန်လားမှားလားဒါမှမဟုတ်လို့ရှိရင်တချို့ဟာတွေကကြာမှန်တယ်လို့လည်းမဟုတ်ဘူးမှားတယ်လို့လည်းမဟုတ်ဘူး acceptable ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးကြာလို့ရှိရင်ဟိုအဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါကလည်း validate လုပ်တဲ့ method ပဲပေါ့နော်ဒါပေမဲ့ချိန်ကြတယ်ပေါ့နော်ဒါပေမဲ့ချိန်ကြတယ်ဒါပေမဲ့ model ပြန်ပြီးတော့ဘယ်နေရာတွေမှာကိုပိုကောင်းအောင်လုပ်သင့်လဲဆိုတဲ့ဟို solution ကဟိုဘယ်လိုပြောမလဲဟိုတခြားဟာတွေထပ်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့ဒီဥစားအဲ့တော့ okay အဲ့ဆို AI backend build လုပ်မယ်ပေါ့နော်ဆို okay user connect ဟို through ထားပါဒါဆိုလို့ရှိရင် messenger မှာပေါ့နော် user က mobile ရပဲဖြစ်ဖြစ်ဒီ web application ရပဲဖြစ်ဖြစ်သူလာပြီးတော့ဟိုဖြစ်တယ်ပေါ့လာဟို query လာလုပ်တယ်ပေါ့နော် query လာလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ညီမတို့ကဘယ်ကိုတန်းသွားမှာလဲဆိုလို့ရှိရင် load balancer ကိုတန်းသွားမှာထားပါညီမတို့ရဲ့ on premise ထားပါတော့ရုံးပိုင်း infrastructure ပေါ့နော် infrastructure ညီမတို့ကဒီ data တွေကို
cloud ပေါ်မတင်ချင်ဘူး cloud ပေါ်မတင်ချင်ဘူးညီမတို့ဒီမှာပဲထားမယ်ဒီဟာကြတော့ဟိုတစ်ခုပေါ့နော်ဒီဟာအမှန်တော့ LLM ဆိုညီမဒီမှာဖြစ်တာမှာလားဒီ load balance ကိုသွားပြီးဆိုတာ ਨੇ ဒီ model LLM နဲ့ပတ်သက်တဲ့ model တွေဒီမှာထားမှာလဲဆိုလို့ရှိရင် cloud environment မှာထားမှာ embedding models တွေဒီဥစ္စာ fine tuning LLM တွေရောနောက် base LLM တွေရောထားပါတော့သူဒီဟာရတော့ခေါ်မယ် internet API ဆိုတာကဘာကိုပြောရလဲဆိုလို့ရှိရင်ညီမတို့ကဟိုတချို့အခြေအနေတွေမှာဆိုလို့ရှိရင်ဟို rack ကလည်းဟို update knowledge ရှိတယ်မှန်တယ်ဒါပေမဲ့ဟိုထားပါတော့ညီမတို့က customer ID ပဲဖြစ်အမှဆိုညီမဆိုထားပါတော့ပစ္စည်းတစ်ခုမှာတယ် online နေပစ္စည်းတစ်ခုမှာလိုက်တယ် order ID ထွက်လာတယ်အဲ့ order ID ရဲ့ status ကဘာဖြစ်နေတာလဲပေါ့နော်ဘာဖြစ်နေတာလဲဆိုရဟာကို real time information တွေကိုပေးခြင်းနဲ့အတွက်ကြောင့်မဟုတ်ဘူးရုံးနဲ့ဆိုင်တဲ့ internet API ကိုတော့ခေါ်တာလို့ရှိရပေါ့နော်အဲ့လိုမျိုးတော့ခေါ်လို့ရတယ်အဲ့ဒါပေါ့နော်နောက်တစ်ခုအဲ့လိုမျိုး LLM တွေတော့ခေါ်လဲဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ vector DB ပေါ့နော်ဆိုညီမတို့ကနှစ်မျိုးလောက်တာဟိုဒီ fine tuning ထဲမှာလဲဟိုထည့်သလို vector DB မှာလဲ data ကြီးရှိတာအဲ့ရနေပြီးတော့သွားလုပ်လို့လဲရတယ်ပေါ့နော်သွားပြီးတော့ဒီ data ကိုတော့ခေါ်လို့လဲရတယ် okay အဲ့ဆိုလို့ရှိရင်ဒါကကျတော့ဒါ data management ပေါ့နော်ဒါညီမတို့ initially စခဲ့တဲ့ဥစ္စာအဲ့ data processing လုပ်မယ် data processing လုပ်ပြီးတော့ဟိုဒါညီမတို့ဒါ model development ပေါ့နော် model development base LLM ကနေပြီးတော့ training data set နဲ့ fine tune လုပ်တယ် data တွေကအမြဲတမ်း active ဖြစ်နေပါပဲအဲ့တော့ new training data ရောက်လာတယ်ညီမတို့ fine tune လုပ်မယ်အဲ့ model ကို evaluate လုပ်မယ်နောက် test လုပ်မယ်ပြီးတော့ deploy လုပ်မယ်ပေါ့နော်အဲ့ဒီဥစ္စာ deploy ကညီမဒီမှာဟိုမဆွဲထားဘူးဆိုတော့အရန်ဟိုဖြစ်နေပါဆိုလို့အရန်ရှုပ်ရှက်ခတ်သွားမှာဆို deploy လုပ်တာမှတော့လို့ဆိုတော့ဒီ cloud environment မှာသွားလောက်တာပေါ့နော်အဲ့ဟာပြီးကြရင်ညီမတို့ကအခုလောလောဆယ်အဲ့ user query နဲ့ပတ်သက်တဲ့ထားပါတော့ user ကလာမေးတဲ့မေးခွန်းရှိတယ်နောက်ပြီးကြလို့ရှိရင်အဖြေ response တွေပြန်ရတာမျိုးရှိတယ်အဲ့လိုမျိုးကြလို့ရှိရင်အဲ့ application logs တွေ user data တွေကိုညီမတို့က store လုပ်ထားမယ်နောက် LLM response LLM ကဘယ်လိုပြန်ဖြေလိုက်တယ်ဆိုတဲ့အဟာတွေလည်းညီမတို့ကပြန်ပြီးတော့ validate ပြန်လုပ်ကြမှာဟို validate ပြန်လုပ်ကြမယ်ဆိုတဲ့အတွက်ကြောင့်အမြဲတမ်း deploy လုပ်ပြီးရတယ်ညီမတို့ monitor လုပ်နေမယ်အဲ့တော့မှဒါလည်းဒီသူ့ရဲ့ data တွေကိုကြည့်ပြီးတော့ okay ဒီ model ကဟိုဘယ်လိုပြောမလဲဟိုထားပါတော့security နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဥပမာဆိုလို့ရှိရင်စေးကြောက်ဝယ်လို့ရလားဟိုဒီဟာတွေငါတို့ဟိုစားဟိုပြန်ဖြည့်မိနေရပေါ့နော်ဒီ model ကအဲ့လိုမျိုးဟာတွေဒီငါတို့ company နဲ့မဆိုင်တဲ့ဟာတွေပြန်ဖြည့်နေရဆိုလို့ရှိရင်ဒီမှာတော့ပြန်ပြီးတော့ဟို enhancement လုပ်ကြမယ်ပေါ့နော် performance နဲ့ပတ်သက်လို့အဲ့ဒီဥစားဒါကတော့ post ပိုင်းမယ်ဒါတွေကိုအကုန်လုံးဒီထားပါတော့ embedding model တွေဒီဟာတွေအကုန်လုံး on premise မှာလည်းထားကြတယ်ရတယ်ဒါပေမဲ့ကိုယ့်စီမှာ infrastructure ကိုယ့်ရဲ့ရုံး on premise မှာ infrastructure ရှိလို့ရှိရင်တော့ရတယ်ပေါ့နော်ဒါပေမဲ့ဘယ်သူမှတော့တိတ်ပြီးတော့ investment မလုပ်ဘူးပေါ့နော်ခုတခြားဟိုအရောဘယ်လိုမျိုးလဲမသိလို့မျိုးလုပ်တယ်တော့မသိရန်ကုန်မှာတိတ်တော့မတွေ့ဘူးအကုန်လုံး cloud provider တွေပဲလုပ်ကြလို့ရှိတယ်Okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့ဘာဟိုအဖြစ်လဲပေါ့နော် technology stack အဲ့ဆိုရင် retrieval engine စစောကညီမပြောသလိုပဲ retrieval engine ဟို retrieve လုပ်ဖို့ဆိုလို့ရှိရင်ညီမတို့က embedding model သုံးရတယ်ပေါ့နော် embedding model ကကြတော့ဟိုသူ့ရဲ့ size ကကြီးလေ quality ကပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ထားပါတော့ဒီ mini LM ဆိုလို့ရှိရင်မစိုးဘူးပေါ့နော်အရင် GPU အရင်မစားဘူးဒါပေမဲ့ခွန်တို့8 billion တို့4 billion တို့ဆိုလို့ရှိရင် GPU ကလိုတယ်အဲ့ဟာရှိတယ်အဲ့တော့ဟိုဘယ်လိုပြောမလဲကိုယ့်ဟာတကူ balance လုပ်ကြမယ် performance နဲ့ cost နဲ့ဟို balance လုပ် performance ဆို speed ပေါ့နော်ဟိုညီမတို့ကြည့်တာကြတော့အဲ့ retrieval ပေါ့နော် retrieval ကပုံမှန်တိုင်းဆိုလို့ရှိရင် performance က5 second လောက်ပဲကြာတယ်5 second လောက်ပဲကြာတယ်ဒါပေမဲ့ဟို fine tuning ကဟိုထားပါညီမတို့ကrack မလုပ်ဘဲနဲ့ဒီ bot ကိုတိုက်ရိုက်သွားမိတယ်ဆိုလို့ရှိရင်15 second လောက်ကြာတယ်အဲ့တော့ဟိုကဟို retrieval သုံးမယ်ဆိုလို့ရှိရင်5 second လောက်ကြာတယ်ဟိုကသုံးမယ်ဆိုလို့ရှိရင်ဟိုစာ15 second လောက်ကြာတယ်ဘာဖြစ်လို့ model က15 second လောက်ကြာတာလဲဆိုလို့ရှိရင်ဟိုကကျတော့ DB တွေကနေဆက်ထုတ်ပြီးလိုက်အရင်မြက်တယ်ဒါပေမဲ့ဒီဟာကကျတော့ဘယ်လိုမျိုးဖြစ်နေလဲဆိုလို့ရှိရင်သူကဟို token size ဒီပေါ်မှာဒါကတော့ web ဟိုစာလုံးကောက်လေးပေါ့ဥပမာဆိုရင်မင်္ဂလာပါကြိုဆိုပါလေပါများဆိုလို့ရှိရင်သူကစာလုံးကောက်လေးတွေကများလာနေလေဒီဥစ္စာ user ကို response time နဲ့ response ပြန်တဲ့ time ကကြာလာလေးပေါ့နော်အဲ့ဒီဥစ္စာအဲ့သူ့ရဲ့ token ပေါ့ word count response အဲ့ token count မှာမူတည်ရပေါ့နော်အဲ့တော့ okay အဲ့ဒါဆို retrieval engine အတွက်ဆို embedding model ရတယ်ညီမတို့တစ်ခုယူမယ်ပေါ့နော်တစ်ခုယူနေထားပါတော့နောက်တစ်ခုကကျတော့ vector database အဲ့ဒါဘာသုံး vector database လည်းအဲ့လိုပဲအများကြီးပဲရှိတယ်ဒါပေမဲ့ Chroma ကကျတော့အရန်ဟိုဆိုတော့ open source အရန်ဟိုဟာဖြစ်တယ်အရန်ချုပ်ချက်တွေဘာမှမလုပ်ကြဘူးလွယ်တယ် Chroma DB ကကျတော့ဒါပေမဲ့နောက်တစ်ခုကကျတော့ဖိုင်ခုံပေါ့နော်အဲ့ဟာကကြတော့ तू ကဟို cloud ပဲ cloud မှာပဲရှိတာ तू ခေါ်တိုင်းသွားပြီးတော့ပတ်စံပေးရတာအဲ့တော့ तू ကနည်းနည်းလေးဈေးကြီးတယ်
VBA ကကြတော့ hybrid ရတယ် hybrid ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ညီမတို့ဒီcloud မှာလည်းညီမတို့ရဲ့ data တွေကိုတွားပြီးတော့တပြောင်သွားပြီးတော့လှုပ်ထားလို့ရတယ်ပေါ့နော် VBA ကအဲ့ဒါဆိုလို့ရှိရင်တော့ပတ်စံပေးရတယ် cloud မှာသွားပြီးတော့ထားမယ်ဆိုရင်ပတ်စံပေးရတယ်ဒါပေမဲ့အဓိကညီမတို့ okay cloud မှာလည်းမထားချင်ငါတို့ data တွေ cloud မှာ secure ဖြစ်တယ်လို့မထင်ဘူးပေါ့နော်မထင်ဘူးဆိုလို့ရှိရင်တော့ညီမတို့ဒီဘယ်လိုပြောရမလဲဒီ locally hosted လုပ်လို့ရတယ် VBA ကကိုပါတာကိုအဲ့ဟာရတယ် VBA ကတော်တော်လေးတော့ powerful ဖြစ်တယ်ထားပါတော့ညီမဒီမှာဒီ slide မှာမပါတဲ့ဟာလေးတစ်ခုပြောလိုက်မယ် search လုပ်တာပေါ့နော် search လုပ်တာညီမတို့ပုံမှန်အတိုင်းဆိုလို့ရှိရင်ညီမတို့ကကိုယ်ရင်တော့ရှာဆို keyword search ပေါ့နော် keyword လေးတစ်လုံးတိုက်ထည့်လိုက်တယ်ရှာတယ်အဲ့ဒီ keyword ကဘာ issue ရှိလဲဆိုလို့ရှိရင်ဘယ်လိုပြောမလဲမြန်တာတော့မြန်တယ်ဒါပေမဲ့ဒီနှစ်ခုဒီစာလုံးနှလုံး match ဖြစ်တော့မှဒါလည်းအဖြေပြန်ထွက်လာဥပမာဆိုလို့ရှိရင်တမားတော်နဲ့ဆရာဝန်နဲ့မတူဘူးသူ့အတွက်ကမတူ keyword search ကမတူတဲ့အတွက်ကြောင့်မလို့အမျိုးပြဿနာရှိတယ်ပေါ့နော် keyword search အဲ့ဒါနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ vector search ပေါ့နော် vector search ကကြတော့ဘာလို့ရလဲဆိုလို့ရှိရင်ဒီ semantics meanings အဲ့ဟိုဟာသိတယ်ပေါ့နော် semantics meaning ကိုသိတဲ့အတွက်ကြောင့်တမားတို့နဲ့ဆရာအောင်လည်းတူစားလည်းသူသိတယ်နောက်တစ်ခါကျ hybrid search ပေါ့ hybrid search ကအဲ့ဆက် keyword search နဲ့ vector search နဲ့ကိုပေါင်းထားတာအဲ့တော့အဲ့ဟာအပို့ပြီးတော့ powerful ပို့ပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ vector DB သုံးမယ်ဆိုလို့အဲ့ VBA သုံးမယ်ဆိုလို့ရှိရင်တော့ကြာတချို့အဲ့ hybrid search ကနှေးတယ်လို့တော့ထင်ရတယ်ဒါပေမဲ့ vector DB သုံးမယ်ဆိုလို့ရှိရင်တော့သူကမဆိုးဘူးမြန်တယ်ပေါ့နော် performance ကောင်းတယ်နောက်တစ်ခါကျတော့ okay အဲ့ဆို retrieval engine ပြီးသွားပြီ core models သုံးမယ်ဆိုလို့ရှိရင် core models တစ်ခုရွေးရမှာပေါ့ညီမတို့ဒီ base LLM ပေါ့နော် DeepSeek ကိုသုံးမှာလား X-ray သုံးမှာလား Llama 3 AB နဲ့ instruction သုံးမှာလားဒီ model တွေကညီမတို့ရဲ့ဒီပေါ့နော်ထားပါတော့chatbot စောင့်မယ်ဆိုရဥစ္စာဘယ် base model ကိုသုံးတယ်လဲဆိုတော့ကိုယ့်အရင် test အဲ့ base model နဲ့ test လုပ်ပြီးတော့ model တစ်ခုရွေးရမယ်ပေါ့နော်ဒါ brain နဲ့အဲ့ဥစ္စာတော့ orchestration နဲ့ integration ပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ညီမတို့ကဒီ model တွေအတွက်ဘယ်လိုပြောမလဲဒီ model တွေဒီ LLM တွေရှိမှာပေါ့ LLM တွေကို connect လုပ်ဖို့အတွက်ညီမတို့ framework တစ်ခုလိုရပေါ့နော်။ထားပါတော့ဒီ LLM ဆိုလဲ memory ရှိတဲ့နဲ့။ထားပါတော့ညီမက customer ID ပေးလိုက်တာပဲဖြစ်ဖြစ် tracking ID ပေးလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်သူကဘယ်လိုပြော memory ရှိနေအောင်ပေါ့နော်။အဲ့ဒီဥစ္စာအဲ့လိုမျိုး framework LAN chain ကိုသုံးလို့ရတယ်ပေါ့နော်။အဲ့ဒီဥစ္စာ LAN chain သုံးလို့ရတယ်။နောက်တစ်ခုကကျတော့ API တွေကကျတော့ထားပါတော့ web တွေ mobile app တွေနဲ့ AI system နဲ့interact လုပ်ဖို့အတွက်ပေါ့နော် API fast API သုံးလို့ရတယ် tools ကကျတော့ညီမစောစောကပြောသွားတယ်ဘယ်လိုပြောမလဲcustomer ရဲ့ ID ပဲဖြစ်ဖြစ် tracking ID ပဲဖြစ်ဖြစ်အဲ့ဒီID နဲ့ပတ်သက်တဲ့ information တွေကို system နဲ့ကနေပြီးတော့ပေါ့နော်real time data ရအောင်လို့ဆွဲထုတ်ချင်တယ်ဆိုလို့ရှိရင်ညီမတို့ tools ကိုသုံးလို့ရတယ်။ဘာဆိုလဲ tools example မှာဆိုလို့ရှိရင်ဒါပါညီမတို့ရေးတာ customer profile method ရှိမယ် product availability method ရှိမယ်အဲ့ဒါဆိုလို့ရှိရင် user ကလာပြော example ငါရဲ့ order status ကိုနည်းစစ်ပေးပေါ့နော်အဲ့ဒါဆိုရင် LAN chain agent ဆိုအမှန်တော့ LLM ပဲ LLM ကသွားပြီးတော့ order status ဆိုတဲ့ function လေးသွားခေါ်တယ်နောက်ပြီးကြလို့ရှိရင်အဲ့ API ရုံးရဲ့ညီမတို့ဒီ system ရဲ့ပေါ့နော် internet order API တော့ခေါ်ပြီးတော့ပြန်ပြီးတော့ live data နဲ့ပြန်ပြီးတော့reply ပြန်တယ်ပေါ့နော် LLM က reply ပြန်တယ်your order 1 2 3 is out for delivery something like that အဲ့လိုမျိုးtool calling agent ပဲပေါ့နော်အဲ့တော့ tool calling ကပြောရလဲဆိုလို့ရှိရင်ညီမတို့ဒီ real time data ကိုတော့ခေါ်လို့ရှိလို့ရှိရင်တုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ bot တွေပေါ်ဆောက်တဲ့အချိန်မှာ real time data ကမလိုဘူးဆိုလို့ရှိရင်လည်းဒီဟာကိုသုံးစရာမလိုဘူးပေါ့Okay အဲ့ဒါဆိုလို့ရှိရင် best practice ကပါလဲပေါ့နော်အဲ့တော့ညီမတို့ဟိုးရှိမှပြောထားတာ data quality ကအရန်အရေးကြီးတယ် data quality ညီမတို့အရင်တော့ထင်တာကဒီပေါ့နော်ဒီ LLM တွေကအရန်technical အရန်လောက်ကြတယ်ရန်ရှုပ်ချက်ခတ်တယ်လို့ထင်ရတာဒါပေမဲ့လေ data quality ကဘယ်လိုပြောမလဲပို့ပြီးတော့အရေးကြီးတယ်ညီမတို့ရဲ့အချိန်ကြီးတော်တော်များများဘာလုပ်နေရလဲဆိုလို့ရှိရင်ဘာလုပ်နေရလဲဆို data cleansing တွေလုပ်နေရတယ်ပေါ့နော်အဲ့ဟာတစ်ခုနောက်တစ်ခုကကြတော့simple it is scalable ဆိုတာကကြတော့ဘယ်လိုပြောမလဲဒီ model ကြီးတစ်ခုလုံးကိုfine tune လုပ်တာထက်စာလို့ရှိရင် rack နဲ့အရင်စကြည့်တဲ့ပေါ့နော်ဒီဥစ္စာ fine tune လုပ်တယ်ဆိုတာဘာဖြစ်လဲဆိုတော့ model မကောင်းမချင်းဘယ်လိုပြောမလဲevaluation တွေလုပ်testing တွေလုပ်ကိုကထားပါတော့ cloud မှာ inference ဉာဏ်ကျင်လို့ cloud မှာ deploy လုပ်ထားရဲဆိုလို့ရှိရင်အဲ့မှာပတ်စံတွေကအရန်တက်တာတဖြည်းဖြည်းနဲ့တစ်လလောက်ဆိုပတ်စံအရန်ကုန်တယ်တစ်ပတ်လောက်ဆိုလို့ရှိရင်လည်းဘယ်$10လောက်ကဘယ်နာရောက်သွားမှန်းမသိဘူးအဲ့ဒီဥစ္စာအဲ့တော့တစ်လလောက်ဆိုအရန်ဟိုဖြစ်တယ်ဒီကproduction မသွားဘဲနဲ့fine tune explore လုပ်နေတဲ့အဆင့်မှာဒီဖြစ်နေပြီသူက cost ကအရန်တက်နေပြီနော်အဲ့တော့ rack နဲ့အစားကြည့်ရှိပေါ့အဲ့ဆိုညီတို့ဘာတွေavoid လုပ်ရမလဲပေါ့နော်ဥပမာဆိုလို့ရှိရင်
ဟိုဘယ်လိုပြောမလဲဟို day one ကတည်းက production plan ပေါ့နော် okay ငါတို့တွေကအခုဒီပေါ့နော်ငါတို့ရဲ့ဒီ company အတွက်ထား chatbot တစ်ခုစောင့်မယ်ဆိုလို့ရှိရင် day one နဲ့ရပေါ့နော်အဓိကဘယ်လို deployment လုပ်မှာလဲဒီ LLM ကိုဘယ်လို monitor လုပ်မှာလဲ data pipeline တွေကိုဘယ်လိုဟို build လုပ်မှာလဲဆိုတဲ့ဟာတွေကအလုံးဝ plan ရှိနေရမယ်ပေါ့နော်အဲ့ model ကအမှန်မှန်တော့ model 5 model တမဟုတ်အဲ့ model တွေကိုထားပါ development လုပ်တာ fine tuning လုပ်တာဆိုတာကြတော့ 10% ဟုတ်ပဲကျန်တဲ့ဟာတွေကအဲ့ production မှာဘယ်လို setup လုပ်မှာလဲဆိုတဲ့ plan ကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အဲ့တော့ chasing the model အစားတော့ဘာပြောရလဲဆိုလို့ရှိရင် model အသစ်တိုင်းကြီးတဲ့ model တိုင်းအမှန်မှန်တော့ကောင်းတာမဟုတ်ဘူးအဲ့ Hello ကောင်းတာ sorry မနေ့ဟိုလေကျွန်တော်မနေ့ host ပေးထားတာဟိုလေဟုတ်ကို တယောက်ဝင်ကျင်လို့လေခဏပြန်ဝင်ကျင်လို့လေအလောင်းလေးလုပ်ပေးလိုက် allowing လုပ်ပေးလိုက်အကိုဘမလည်းကိုမြမမတွေ့ဘူးမြမမတွေ့ဘူးကို ဟုတ် တော့ချက်ပဲတွေ့ရနားလေ ဟုတ် ဘမလည်းကို ခဏပြန်မေးကြည့်လိုက်မှာ မြမမတွေ့ဘူး အကိုမဝင်လာဘူးဝင်လာရင်ကျွန်တော်အလောင်းလုပ်လိုက်မယ်နော် ကျွန်တော်အခုဝင်ထားပြီဟုတ်ကဲ့ ဝင်ထားပြီလား ဟုတ်ကဲ့ အခုရောက်နေပြီနော် ဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျကျေးဇူးပါနော်ဟုတ်ကဲ့ join လိုက်ပြီဟုတ် ဟုတ်ကဲ့ပါခင်ဗျ โอเคရပြီနော်အဲ့ဒါဆိုလို့ရှိရင် ဟုတ်ကဲ့ပါ အဲ့ဒါဆက်ပြောတာပေါ့နော်ဟိုဘယ်လိုပြောမလဲ smaller model နဲ့ဟို model တေးသေးလေးနဲ့ rack နဲ့ပေါ့နော်ဟိုပေါင်းပြီးတော့ကိုယ့်ရဲ့ chatbot ကိုစောင့်မယ်ဆိုလို့ရှိရင်လည်းဟို giant model ထက်ပိုကောင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့တော့ဟို data set ကိုဟိုဘယ်လိုပြောမလဲ training နဲ့ဟို testing အတွက်တစ်ခါလေးပေါ့နော် data set တွေကိုလည်း prepare လုပ်ထားဒါကတော့ဟိုဒါ fine tune လုပ်ဟိုထားပါတော့ခုညီမတို့ဟို chatbot တစ်ခုစောင့်မယ်ဆိုလို့ရှိရင်အဲ့ data set ကို train လုပ်နောက်တစ်ခုကကျတော့ညီမတို့ unseen data နဲ့ testing data set ကို prepare လုပ်ထားပါတော့အဲ့တော့နောက်တစ်ခုကဘာညီမတို့ measure လုပ်ရမယ်ဆိုလို့ရှိရင် user satisfaction rate ကပို့ပြီးတော့ဟိုအရေးကြီးတာပေါ့နော်အဲ့တော့ LLM နဲ့ RAG ရဲ့ output တွေကိုညီမတို့ verify လုပ်ကြမယ်ပေါ့နော် verify လုပ်ကြမယ်ဟိုနောက်ပြီးကြလို့ရှိရင်ဟိုအဲ့ data တွေကအမြဲတမ်း update ဖြစ်နေပါပဲဟို time changes ဖြစ်သွားတယ်အဲ့ဟာတွေ update လုပ်ဟိုဘယ်လိုပြောမလဲ data တွေ update လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုပုံစံမျိုးနဲ့ data တွေ update လုပ်မှာလဲဆိုတဲ့ plan ရှိရမယ်ပေါ့နော်အဲ့တော့ကိုဘယ်လိုပြောရမလဲကိုစပြီးတော့ဒီ model ဆိုဒီ chatbot မစောက်ခင်ကတည်းကပေါ့နော်ကိုကဘယ် tools တွေသုံးပါလဲဘယ် framework တွေသုံးမှာလဲဆိုတာဟိုစာအရင်ဆုံးဟို component တွေအကုန်လုံးဒီ component တွေဒီပေါ့နော်ဒီဥစ္စာရဲ့ strength တွေ weakness တွေအကုန်လုံးဟိုစာ understand ဖြစ်နေလို့ရပေါ့နော်အဲ့ဒါမှသာလေညီမတို့အခုလုပ်ချင်တဲ့ဒီ business ကိုလုပ်ချင်တဲ့ business use case နဲ့ align ဖြစ်မှာပေါ့နောက်တစ်ခုကကြာဒီဟာစောက်မယ်ဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့ team ကိုဟိုစာဟို knowledge sharing တွေလုပ်ရမယ် training တွေပေးရမယ်ပေါ့နော် community မှာအဲ့ဒါပါပဲအခုအဲ့ဒီဥစ္စာလေးပေါ့အဲ့လေဟိုစာဘေးလေညီမတို့ဟိုစာဘေးလေးဟိုကောက်ချင်လို့ပေါ့နော်ဟိုအဲ့ဒီဥစ္စာလေအခုပို့လို့ရဖြည့်ပေးလို့ရလားမသိဘူးနော်9မိနစ်လောက်ပါပဲအဲ့ဒီဥစ္စာညီမလေး baby ပို့ပေးလို့ရလားမသိဘူးဟုတ်တယ်အဲ့ဒါလေးတစ်ခုဖြည့်ပေးပါပေါ့နော်အဲ့ဒါအခုညီမတို့ကပထမတော့ကတော့ဟို demo ပြမှာပေါ့နော်ဒါပေမဲ့အချိန်ကအဲ့လိုမျိုးဟိုဖြစ်နေတဲ့အခါကျတော့ဟိုဥစ္စာဘလို့ဘာမေးခွန်းတွေရှိလဲမသိဘူးပေါ့နော်အဲ့ဒီဥစ္စာဟုတ်ကဲ့မေးပါဟို rack ကအားဆိုဘာတွေပို့ပြီးတော့မကောင်းတာလဲဟိုကြည့်တော့ဆိုရင် rack ကပဲကောင်းပိုကောင်းနေတယ်လို့ပြောဖြစ်နေဟုတ်တယ် rack ကပိုလို့ပြောမယ် rack ကတော့ပို့ပြီးတော့ကောင်းတယ်ဟုတ်နော်ဘာအခုသိချင်တာမကောင်းတဲ့အပိုင်းကိုသိချင်တာလား rack ကဘာမကောင်းလဲဆိုလို့ရှိရင်ထားပါတော့ rack ကဟိုဒီ document တွေက data ပေါ့နော် JSON file JSON ပဲဖြစ်ဖြစ် CSV ပဲဖြစ်ဖြစ် data တွေကအရန်ဟိုဘယ်လိုပြောမလဲအသေး fix pattern ပေါ့နော်သူ့ရဲ့ pattern တွေက fix ဖြစ်နေတာထားပါတော့ DR line DR ပြ DR line DR ပြဆိုတဲ့ပုံစံမျိုးပဲသူက rack ကသိတာတကယ်ဟို LLM ကကြတော့ဘယ်လိုမျိုးပိုကောင်းလဲဆိုလို့ရှိရင် user မသိလို့ရှိရင် user နဲ့ interaction ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပါတော့ဟို user မသိလို့ရှိရင်ဒါလေးဘယ်လိုလုပ်ပေးရမလဲ natural language လိုမျိုးဖြစ်နေတာဒါပေမဲ့
Red ကကြတော့အဲ့လိုမျိုးဟို facility မျိုးမပေးနိုင်ဘူးဒီကကို question Q&A paste လုပ်ထားရင်လုပ်ထားလို့ data တွေအဲ့တိုင်းပဲအသေးထွက်နေမှာထားပါတော့ဒီဟို CSV data set ထဲမှာဟိုကိုကထားပါတော့ rec အတွက် prepare လုပ်ထားတဲ့အချိန်မှာယူထားရုံး address ပေါ့နော်ရုံး address ကဒါဒီဥစ္စာပါလေဒီရုံး address ကဘာလဲပေါ့နောက်တစ်ခုကကျတော့သူ့ရဲ့ဟိုအလိပ်စာတစ်ခု Q&A လုပ်ထားတာပေါ့ဖြစ် rec ကိုလာမင်း तू ကဒီတိုင်းပဲ तू ကထုတ်ပေးလိုက်မှာပဲသူရဲ့ score နဲ့ဟိုအပြင်ထုတ်ပေးလိုက်မှာပဲဒါပေမဲ့ LLM ကကြအဲ့လိုမျိုးမဟုတ်ဘူးလေ तू ကအရန်ကွန်တယ်လေဆော့ hallucination တောင်မှဟိုတွေ့တယ်မလား तू ဖြည့်နေတာအဲ့တော့ဟို LLM ကကြတော့ तू ကလုံးဝ natural language ပုံစံမျိုးလုံးဝ very smooth experience ရအောင်လို့ LLM ကပြန်ပြီးတော့ဖြည့်နိုင်တယ်ပေါ့နော်အဲ့ဒီဟာကိုပို့ပြီးတော့ကောင်းတယ်အဲ့က rec ကကြတော့ဟိုဒီ document data မှာပဲအသေးပြန်ဖြည့်တဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒါဖြည့် okay တခြားရပါတယ်တခြားဟိုရောရှိလားမသိဘူးဖြစ်တခြားမေးခွန်းရှိလားမသိဘူးမ screen share ပြီးတော့ဟိုစားတစ်ချက်ပြလိုက်မယ်ညီမတို့ဟိုစားဒီမှာဟိုစားလေ software developer တွေပါလာလားမသိဘူးဒီမှာလေ ဆိုရတော့ ကျွန်တော်ဒီထဲမှာ participant တွေမှာဒီနေ့ training participant တွေမှာဟို developer တွေလည်းပါပါဟုတ် okay အဲ့ဆိုလို့ရှိရင်ညီမတို့ဟို training model တစ်ခုလေအဲ့ sample input နဲ့ output ပေါ့နော်အဲ့ဟာတစ်ချက်လေးဟိုကြည့်စီအောင်ညီမတို့ train ထားတဲ့ဟိုမြန်မာစာ model တစ်ခုရှိရပေါ့အဲ့ဟာတစ်ချက်ကြည့်စီအောင်ညီမဒါပေမဲ့အရင်အများကြီးပြဖို့တော့ဟိုအချိန်တော့အရင်ဟိုဖြစ်မှာမဟုတ်ဘူးအဲ့တော့မေးခွန်းတွေအရင်ဖြေလိုက်မယ်လေတခြားလူတွေရောဗာမေးစရာရှိတယ်သိ okay အဲ့ဆိုလို့ရှိရင်အခုညီမကပဲ audience တွေကိုပြန်မရတယ်အခုလေအဲ့ Gen AI နဲ့ဟိုပေါ့နော်အခု production ကိုသွားနေတဲ့လူဟိုပေါ့နော် audience တွေရှိပြီလားမသိဘူးအခု Gen AI ကိုလုံးဝအဲ့ production ရောက်တဲ့ level အထိကိုလုပ်နေတဲ့လူတွေရှိပြီလားမသိဘူးအဲ့ဒီဥစ္စာဟုတ်ရှိရဗျာဟုတ်ဟုတ်ကဲ့ဘယ် use case မျိုးလုပ်နေရလဲမသိဘူးရှင်တစ်ချက်လောက် share လို့ရမှာမသိဘူးအဲ့ဒီဥစ္စာဘယ် use case လဲဟုတ် developer အနေနဲ့ကတော့ကျွန်တော်တို့ဟိုဟာကုတ်တွေကို generate လုပ် problem solving skill မှာသုံးရရဗျာဟုတ်okay ဆိုလို့ရှိရင်အခုလောလောဆယ် Gen AI tools တွေရောအဲ့ဒါဆိုလို့ရှိရင်သုံးလားမသိဘူးအခုကိုတို့က software developer ဆိုတော့သူထားပါတော့အခု coding ကိုယ့်ရဲ့ဥစ္စာကိုယ့်ရဲ့ code တွေကိုပို့ကောင်းလို့ပေါ့ AI tools တွေနဲ့အဲ့ဟို IDE နဲ့ integrate လုပ်ထားတဲ့ tools တွေကို AI model တွေရောသုံးလားမသိဘူးသုံးပြတယ်ဗျာဟုတ်okay ဘယ် tools တွေကဟိုဖြစ်နေဘယ် tools တွေသုံးပြလဲခုကတော့ကိုပိုင်းလောနဲ့ပေါ့နော်ကုတ်တွေကြီးရမြန်ဆန်ဆန်ပေါ့အဲက develop လုပ်တာသုံးပြတယ်ဗျာဟုတ်ကိုပိုင်းလောပေါ့ဟုတ်ကဲ့ကျေးဇူးပါညီမအဲ့ဆိုလို့ရှိရင် screen တစ်ချက် share လိုက်မယ်နော်အဲ့ဆိုလို့ရှိရင်အခု Burmese model ကဘယ်လိုဟိုဖြစ်နေလဲဆိုတဲ့ဥစ္စာ Burmese model ကို train ထားတဲ့ဥစ္စာပေါ့ sample model screen 2တွေ့ရလားမသိဘူးရှင်ဟောလေမ မြင် နေ့ ရတယ်မနေ့ မြင်ရတယ်နော်ဟုတ်ကဲ့မေးပါဟာမေးဖို့မေးနေဟုတ်ပြောပါပြောပါဟုတ်ကဲ့ပါဟယ်လို connection ကြာသွားလားမသိဘူးကိုဆော့သူ့အတန်ပြတ်တောင်းဖြစ်နေဒီဥစ္စာညီမဒီဟာလေးအရင်ချက်ပြလိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ညီမတို့အခုဒါဟိုဘောနော် transformer ဒါပါတော့ fine tune လုပ်ထားတဲ့ဟာမှာပေါ့ fine tune လုပ်ထားတဲ့ဥစ္စာဒီမှာဆိုလို့ရှိရင်ဒီအခုညီမတို့ရဲ့ model ပေါ့နော်ဒါ
မြန်မာစာပေါ့နော်ဒါညီမတို့ customer service chatbot တော့မဟုတ်ဘူးပေါ့ဒါ sample data set နဲ့ရိုးတန်းတန်းထားတော့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဟာတွေလာမေးနေဖြစ်ဖြစ်အဲ့လိုမျိုးတခြားမှာယောဂတွေအကြောင်းနားလည်ချင်တယ်ပေါ့နားလည်လာမေးရတယ်ဖြစ်ဖြစ်မေးလို့မြန်မာလိုမျိုးပေါ့နော်မေးဖြေလုပ်လို့ရအောင်ဆိုပြီးတော့လုပ်ထား train ထားတဲ့ model တစ်ခုရှိရပေါ့နော်အဲ့ဒီဥစ္စာကကြတော့ဒီမှာ knowledge dashboard ဆိုတာရှိရပေါ့နော်အခုဒီ transformer ကနေပြီးတော့ညီမတို့ဒီထားပါတော့ဒီမှာအဲ့ Hugging Face အဲ့တုံကန်3ဖြစ်ထားတယ်ဒါ model လုပ်ဖို့အတွက်ပေါ့နော်အဲ့တော့ဒီ knowledge dashboard ကို download ဆွဲတယ်ဒါဒီဟာတွေကတော့တိမှာဒါက transformer သုံးလို့ရှိရင်ဒီဟာတွေဖြစ်ရအဲ့တော့ဒါညီမစီမှာအခုမပြီးလိုက်ဘူးပေါ့နော်ဒီခါကပြန် run မှာမဟုတ်လို့အားမဆိုလို့ရှိရင်အဲဆိုပိုးသက်စီရဲ့ရေရှည်ကြိုးတန်းမှုကြီးဖော်ပြပါဆိုညီမ train ထားတဲ့ data တွေမှာဒီဟာတွေရှိတာပေါ့အဲ့တော့ AI response ကဒီတိုင်းဖြည့်တယ်ဒါပါတော့နောက်ပြီးတော့ customer ကဒါပါဒီလိုမျိုးမေးတယ်တစ်တော်ပြုံတင်မှု short ချအဲဆိုလို့ရှိရင်မြန်မာစာကဒီလိုမျိုးပြန်ဖြည့်တာပေါ့နော်အဲဒီစာဒါတွေကဥမာညီမ sample question မေးဖို့ဆိုပြီးတော့လောက်ထားတာဒါပေမဲ့အရင်ချိန်မရှိလားဒီ run မှုပေါ့နော်အချိန်မမီလိုက်ဘူးအဲအကြောင်းလို့အဲ့ဒါလောက်ထားတာအဲ့တော့အခုလောလောဆယ်ကိုကexplore လုပ်ချင်တယ်ပေါ့နော် explore လုပ်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်တခုခုtrain fine tune လုပ်နေဆိုတာပဲဖြစ်ဖြစ်ဒီကာကောဒီဟာကိုသုံးလို့ရတယ်ဘာဖြစ်လဲဆိုတော့ဒီဟာတစ်ပတ်ကိုနိုင်30လောက်ရတယ်ပေါ့နော်အဲ့တော့it's more than enough အဲ့ဒီဥစ္စာexplore လုပ်ဖို့ဆိုလို့ရှိရင်ပေါ့နော်အဲ့ဟာလုပ်လို့ရတယ်အဲ့ဒါပဲဆိုလို့ရှိရင်ညီမစီမှာဟုတ်ကဲ့မေးပါဟုတ်ဟိုလေးခုနကတော့ပြရတဲ့ဟာလေးအဲ့ဒါ free version လာတယ်ဒါမှမဟုတ်ဝယ်ရမှာလားဘယ်ဟာလဲညီမလေးဘယ်ဟာလဲဆော့ဆော့ကဲဟုတ်မဟုတ်အဲ့ဒါ free version အမပို့ပေးလိုက်မယ်လေအဲ့ဒါဆိုလို့ရှိရင် explore လုပ်ချင်တယ်ဆိုလုပ်လို့ရအောင်ပြီးတော့အဲ့ data set ကောနောက်ပြီးကြလို့ရှိရင် Hugging Face မှာညီမတို့ကထားပါညီမလေးထားတာဘယ်လိုတိကျလာတော့မသိဘူးဟုတ်ပါလေ Hugging ဟိုစားပါလေဒီချေလာတော့မသိအဲ့ Hugging Face မှာmodel ကို fine tune ဒီ data set ပေါ့နော်ဒီ data set နဲ့ train fine tune လုပ်ပြီးရင် Hugging Face ကို push လုပ်တယ်ပြီးတော့မှ Hugging Face ကနေပြီးပြန်ပြီးတော့ download ဆွဲပြီးတော့ user နဲ့အဲ့လိုမျိုးပြန်ပြီးတော့မေးတဲ့ဥစ္စာအဲ့ဒီ model ကိုအဲ့ဒါ open source အခုလုပ်ထားတယ်အဲ့ဟာ link ပေါ့နော်ဒီ meeting ပြီးတာနဲ့အခုလက်ရှိ slide တွေရယ်နောက်ပြီးကြလို့ရှိရင်အဲ့ဒီ model link ရယ်နောက်ပြီးကြလို့ရှိရင်အဲ့ဒီ modelဒီပေါ့နော်အဲ့ fine tune လုပ်ဖို့အတွက်အသုံးထားတဲ့ data set တွေရယ်ပို့ပေးထားမယ်လေအဲ့ဒါဆိုလို့ရှိရင်ညီမလေးဟုတ်ကဲ့ကျေးဇူးပါပြီးတော့နောက်တစ်ခုမဟုတ်ပါဘူးကျောင်းလို့ပဲရှိပါသေးနောက်တစ်ခုသိချင်တာကကြတော့တကယ်လို့ဒီဟာမေးတဲ့မေးခွန်းနဲ့ silly ဖြစ်မလားမသိဘူးเนาะတိတ်ချာသိချင်တာတကယ်လို့များအဲ့မြန်မာပေါက်နေမှာအခုဆိုရင်2ခုရှိရလေစောချီနဲ့ unicorn ရှိအဲ့ဒါဆိုလို့ရှိရင်ရောအခုနောက်ပိုင်းကဘယ်လိုမျိုးဆက်ပြီးတော့ရေးကြတယ်မတို့ကအခုလောလောဆယ်ဘယ်လိုမျိုးလုပ်လဲဆိုတော့ Unicode ပဲဖြစ်တာအဲ့ဒီဥစ္စာအဲ့လိုမျိုးအကုန်လုံးstandardize လုပ်လိုက် standardize ပဲသွားတယ်နော်သွားတယ်ဟုတ်တယ်ကျေးဇူးပါရှင်ဟုတ်ဘာလို့လဲဆိုတော့အများတန်းအခု software ရေးမယ်ဆိုလို့ရှိရင်အဲ့ဒီဟာတချို့ဖုန်းတွေကြတော့ support မလုပ်ဘူးတချို့even တော့မှ laptop တောင်မှ support မလုပ်ဘူးဆိုတော့ဘယ်လိုနှစ်ခုလုံးသွင်းထားပြရမလားတော့မဟုတ်ဟုတ်ကျေးဇူးပါရှင်ဟုတ်တယ်အမရပါတယ်ဆိုလို့ရှိရင်ကိုတခြားရောရှိသေးလားမသိဘူးကိုညီမစီမှာအကိုတို့မှာတခြား question ရှိသေးလားမသိဘူးညီမစီမှာတော့အခုလောလောဆယ်အဲ့ဥစ္စာတွေပဲရှိပါတယ်ဟယ်လိုကြားလားခင်ဗျာဟုတ်ကဲ့ကြားပါတယ်ကျွန်တော်တို့ဒီထဲမှာလူ100လောက်တက်ကြပါတယ်ကျွန်တော်တို့ MRTV ဝန်ထမ်းတော်တော်များများလဲတက်ကြတာတွေ့ပါတယ်ဟုတ်ကဲ့ဟုတ်ဒီဟာလေးကိုရှင်းပြတဲ့အခါမှာကျွန်တော်တို့ကတော့ဒီကြည်ရင်နဲ့အလုံးစုံကြီးအကျွမ်းတဝင်နားလေသဘောမပေါက်သေးဘူးကျွန်တော်လည်းဖြတ်ဝင်ရတာဆိုအဲ့တော့ကျွန်တော်တို့ဒီရုပ်သံထုတ်လွှင့်ခြင်းဒီ radio TV programming တွေ on air production တွေနဲ့ပတ်သက်ပြီးတော့ရောသူကဘယ်လိုအသုံးချနိုင်လဲဆိုတော့လက်တွေ့အသုံးနိုင်တဲ့နည်းလမ်းလေးတွေလည်းပြောပြပေးပါဦးကျေးဇူးပါနော်ခုကတော့ဒီလိုခုကတော့ကျေတို့တင်တဲ့ဟာကဒီကျေတို့ပို့ချတဲ့ဟာကဟိုဖြစ်တယ်သူ structural wise ဖြစ်နေတာပေါ့တကယ်တမ်းတို့ဘက်ကလိုတာကတို့ team တွေလိုတာကကြတော့ application applying ကိုလိုတာ
plan ကိုလိုတာဆိုတော့တို့နဲ့မကိုက်ဘူးဖြစ်နေပေါ့ဒီ lecture ဟိုတို့ အော် လိုတာကတော့ဟိုဖြစ် အန်ကယ်ဟိုဒီလိုတော့ရှိရဲ့အန်ကယ်တို့ရှိမှာနောက်ပိုင်းပေါ့နော်သွားမယ်ပေါ့ကျွန်တော်တို့ setup box တွေပေါ့နော်တစ်ချိန်သွားမယ်ဆိုလို့ရှိရင်ခုန customer အန်ကယ်တို့ရဲ့ channel တွေကိုသူ voice နဲ့ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်နောက်ပိုင်း future မှာတော့ဘယ်လိုလာမလဲတော့မသိဘူးပေါ့နော်နောက်ကတော့ MRTV ရဲ့ရုံးတွင်းထဲမှာတခြားနည်းစနစ်တွေလည်းရှိရပါဒါကတော့ကျတော့ဟိုဒီ model စောက်တာတွေရောဗာတွေရောကျွန်တော်တို့ကဒီမှာခင်မစားသေးဘူးလေအမှန်တကယ်ကို organization အတွက်လုပ်စရာရတော့အများကြီးတော့ရှိရဒါကတော့သူက step by step ပေါ့ basic ဟိုဟာလေးပြောပြသွားတာဟုတ်အဲ general တော့ဆန်ပါတယ်ဟိုသုံးစရာဟိုပေါ့ use case မမြင်သေးတာလို့တော့ကျွန်တော်တော့အဲ့လိုမြင်ပါတယ်ခင်ဗျဟုတ်အဲဒါတော့ဟိုဟာဒီနေအဖွဲ့အစည်းတိုင်းမှာကျွန်တော်တို့ကသုံးတယ်ကျွန်တော်မြန်မာနိုင်ငံမှာဒီ private ဟိုဟာပေါ့နော် business organization တွေကအစပေါ့နော်တချို့ကလည်းမသုံးကြသေးတာအဲ့လိုဖြစ်နေခုနကျွန်တော်တို့တချို့ရုပ်သံ line တွေဆိုလို့ရှိရင်သူကrecommendation engine တို့เนาะနောက်ခါကျတော့နောက် AI assistant တွေပေါ့เนาะအဲ့ဒါဆိုရင်ကိုယ့်ရဲ့customer data တွေမှတ်ထားမယ်အဲ့ဒီပုံမှာအခြေခံပြီးတော့ကျွန်တော်တို့ auto response တွေပါလုပ်ဖို့လေအဲ့လို use case တွေရှိမယ်ဆိုရင်ဒါကတော့ဒါပထမ make set ပေါ့เนาะလက်ရှိ AI trend နဲ့AI ကိုချင်းကပ်မယ်ဆိုရင်ကျွန်တော်မြန်မာတွေအနေနဲ့မြန်မာ large language model မှာဘာတွေအားနည်းနေရလဲပေါ့เนาะအဲ့ဒါလေးတွေ awareness ရှိသွားစေချင်တာပေါ့เนาะဟောကျွန်တော်တို့ကဟိုရှိရတော့ရှိပါတယ်ကျွန်တော်တို့ identify မလုပ်နိုင်သေးတာဟုတ်ကဲ့အငယ်မနေ့ကဟိုMRTV က chief engineer ဦးကျော်ရွှေပါဟုတ်ကဲ့ဟုတ်ကဲ့ပါဒီပြပါတယ်တက်ခွင့်ပြုဟုတ်ညပါကျေးဇူးပါဟုတ်ကဲ့လာတက်ကြောင်းလို့ဟုတ်အားဆိုလို့ရှိရင်အခုတခြား okay မနန်းလူတွေဟုတ်ရှင်ဟိုလေကျမတို့လေအမ share ပေးတဲ့ဒီ PowerPoint လေးများကျမတို့ရနိုင်လားပေါ့နော်အဆင်ပြေလို့ share လို့ရတယ်ဆိုရင်လည်းကျမတို့ email လေးတွေကျမတို့ပို့ပေးမယ်ကျွန်တော်ပို့ပေးမယ်ကျွန်တော်စုပြီးတော့ပို့ပေးလိုက်ဟုတ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဆိုတခြားလူတွေမှာရောဘယ်လို use case တွေမျိုးသုံးကျင်တာရှိလဲမသိဘူးတခြားပေါ့နော်တခြား audience တွေဥပမာဆိုလို့ရှိရင်ဒီမှာ university ကဆရာမတွေရှိတာပဲဖြစ်ဖြစ် teacher တွေကဘယ်လိုမျိုးတွေဟိုဖြစ်သွားတာနောက်တခြား camp တွေကဘယ်လိုမျိုး use case တွေစိတ်ဝင်စားတယ်မသိဘူးဟယ်လိုအားလုံးပဲမင်္ဂလာကျွန်တော်မေးချင်တာလေးရှိလို့ပါဗျဟုတ်ကဲ့ပါဟုတ်မေးပါဟုတ်ခုနကကျွန်တော်တို့ဒီ rack မှာပေါ့နော်ကျွန်တော်တို့ဒီ Burmese language ကိုအဓိကထားပြီးသုံးသွားတယ်ကျွန်တော်တို့ဒီပုံမှန် rack တွေလုပ်တဲ့ခါကျတော့ကျွန်တော်တို့ဒီ base model တစ်ခုပေါ့ element တစ်ခုကိုကျွန်တော်တို့ base ထားပြီးတော့အဲ့အောင်မှာကျွန်တော်တို့ဒီ customize data set နဲ့ဒီ fine tune လုပ်ရလို့မလို့ကျွန်တော်တို့ rack လုပ်တယ်ပေါ့နော်အဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ဒီ element model တွေမှာသူ့မှာပါတဲ့ language ကကျတော့ဒီ range အများကြီးပါတယ်ပေါ့Burmese ကိုဒီ specific tokenizer ဘယ်လိုသုံးလဲပေါ့ကျွန်တော်တို့ဒီ English tokenizer မှာကျတော့ဒီ token ကသူ့သတ်မှတ်တဲ့အတိုင်းနဲ့ထွက်သွားရင်သူကဒီ full extent ထွက်တယ်ပေါ့နော်ကျွန်တော်တို့ဒီ Burmese tokenizer မှာ red လုပ်တဲ့ခါကျတော့ကျွန်တော်တို့ဒီ token ရဲ့ဒီ model ရဲ့ဒီ token maximum input ပေါ့နော်အဲ့ဒါကိုကြော်ဝိုင်းကျွန်တော်တို့ဒီမြန်မာစာတချို့ကဒီတဝက်တစ်ပြက်ထွက်လာမျိုးလည်းရှိရပေါ့နော် tokenization ကောင်းတဲ့ဟာတချို့ model ကြောက်လည်းဒီ Burmese tokenizer မရှိတော့ကျွန်တော်တို့ဒီမြန်မာစာကိုကောင်းကောင်းအလုံးမလုပ်ပဲနဲ့တခြားဒီ machine language တွေပေါ့နော်အဲ့လိုမျိုးဟာတွေထွက်လာမျိုးရှိရအဲ့ဒါကြောင့်ကျွန်တော်တို့ဒီ language မှာကျတော့ကျွန်တော်လောက်ကောင်းအောင်လုပ်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးရှင်းပြပြလို့ရမလားဗျအားလုံးကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ဟိုဆဆပြောသလိုမျိုးဆိုလို့ရှိရင်ဒီ tokenizer ပေါ့နော် tokenizer ကဘာဖြစ်နေလဲဆိုဆဆညီမတို့ကထားပါတော့ output ကိုထားပါတော့300 tokenizer ဒီ word count ကိုအရင်ဆုံး define လုပ်ထားရပေါ့နော်အဲ့ဒီဥစ္စာဒါပေမဲ့လေဟိုအဲ့လိုမျိုးဆဆပြောသလိုမျိုး300လို့ဟိုဖြစ်မယ်တကယ်တည်း LLM ရဲ့ output ကထားပါတော့900 600လောက်လည်းဖြစ်ချင်းဖြစ်နေတယ်အဲ့တော့တဝက်တစ်ပြက်နဲ့ထွက်လာတဲ့ပုံစံမျိုးဖြစ်နေအဲ့လိုမျိုးအခြေအနေများဆိုလို့ရှိရင်ညီမတို့မှာဒီ method တစ်ခုရှိတယ်ဒီ tokenizer ကိုလုံးဝ end ဟိုဖြစ်တဲ့စာဒီ make sense ဖြစ်တဲ့အထိပေါ့နော်ဟိုထုတ်လို့ရတဲ့ method မျိုးတော့ရှိတယ်အဲ့ဒီ tokenizer ဟိုအခုလောလောဆယ်ဒီ fine tune တွေ rack တွေလုပ်နေတယ်ဒါပေမဲ့ဟို tokenizer level ပေါ့နော်ဘယ်လိုမျိုး tokenizer ကိုသုံးလဲဆိုတာအထိကတော့ဟိုမဖြစ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုကညီမတို့ဘယ်လိုမျိုးသုံးနေလဲဆိုလို့ရှိရင်ဒီ LLM ကပါတဲ့ဒီ tokenizer တွေမှာ parameter တွေတခြားဟိုဟာဒီဟာကစားသွားတာပဲရှိတယ်အဲ့ဒီ tokenizer အစအပြန်အဲ့လိုမျိုးဟိုဟာတွေတော့
deep dive မလုပ်ပါသေးဘူးပေါ့နော်အဲ့ဟာ method တစ်ခုတော့ရှိတယ်သုံးကြည့်ပြီးပြီလားတော့မသိဘူးပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဟာကိုသုံးလိုက်လို့ရှိရင် तू ကကိုဘယ်လိုပဲ define လုပ်ထားပါစေ သူ့ရဲ့တကယ်တမ်း AI response က900တုံကန်လောက်ဖြစ်နေပြီမဲ့လေဒီ300အတွင်းမှာ तू ကသူ့ဘာသာသူပြန်ပြီးတော့ရေး response လုပ်သွားတာမျိုးရှိတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတစ်ဝက်တစ်ပြက်နဲ့ထွက်လာတဲ့ကိစ္စတွေတော့မရှိတော့ဘူးပေါ့နော်အဲ့ဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်ရပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆိုလို့ရှိရင်တခြားလူတွေရောquestion တွေရှိလဲမသိဘူးရှင်အဲ့ဒီဥစားဒီမှာထင်တယ်အဲ့ဒါဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်အခုလိုမျိုးလာတက်ပေးတဲ့အတွက်ကြောင့်မို့လို့ညီမကဘယ်လိုမျိုးpurpose ကပါလဲဆိုလို့ရှိရင်အဓိကအခု trend ဖြစ်နေတာကြီး LLM က trend ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီဘယ်လိုပြောရမလဲအဲ့ဘယ်လိုမျိုး bot တွေဘယ်လိုမျိုး LLM တွေကိုလုပ် train ရလဲနောက်ပြီးကြကိုယ့်ရဲ့ use case အတွက်ပေါ့နော်ဘယ်လိုမျိုး train ရလဲဘာတွေဘယ်လို rack တွေကိုဘယ်လိုစောက်ရလဲနောက်ပြီးကြအဲ့ဘယ်လို deploy လုပ်ရလဲဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဟာကိုဥစ္စာသိစေချင်တာပေါ့နော်အဲအကြောင်း knowledge sharing လုပ်တာပေါ့အဲ့ဥစ္စာအဲ့တခုဟုတ်ကဲ့မိပါဟုတ်ကဲ့ဟိုကလေဒီ Olama ကပေါ့နော် LLM ကိုသုံးတဲ့ခါကျရင်ဒီ laptop မှာဆိုရင် GPU မနိုင်တာပဲရှိပါတော့အဲ့လိုမျိုးကျတော့ဘယ်လိုမျိုးလုပ်ရမလဲမသိဘူးဟုတ်ညီမလေးဥစား Olama ဟုတ်တယ် Olama အဲ့ကိုယ့်ရဲ့ local ကိုယ့်ရဲ့ laptop ပေါ်မှာ run လိုက်လို့ရှိရင်အမှကွာသူကဒီဟာတစ်ခုပဲ run လို့ရတဲ့ပုံစံမျိုးဖြစ်နေတယ်သိလားပြီးကြရင်တခြား application တွေဘာမှဖွင့်လို့မရတော့ဘူးလေအမှရမ်းနှေးသွားတယ်ရှိတယ် Olama ကိုကိုယ်ဆက်ပေါ်မှာလုပ်လိုက်လို့ရှိရင်အဲ့လိုမျိုးအချိန်တွေမျိုးကြာရင်ညီမလေးဘာလုပ်တင်လဲဆိုလို့ရှိရင် Olama ကိုဒီမှာမ run နဲ့တော့လေကိုကတခြား cloud environment လဲထားပါဝယ်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလေအဲ့လိုမျိုးကြာလို့ရှိရင်ညီမလေးဆော့အမဆော့ suggest လုပ်သွားတဲ့Cargo ပေါ်မှာ run ကြည့်ညီမလေးသုံးချင်တဲ့ model ပေါ့နော်ထားပါ explore လုပ်ချင်တဲ့ model ဒီ Cargo ဒီ hacking face ကနေ download ဆွဲလို့ရတယ်အဲ့မှာအဲ့ Cargo ပေါ်မှာလုပ်လို့ရတယ်အဲ့ဒါဆို Olama အဲ့လိုမျိုးကြီးဒီ local ဒီ laptop ပေါ်မှာသုံးစရာမလိုဘူးဆော့ကအမပြသွားတဲ့ Cargo KAGGL လေးဆိုတာရှိတယ်လေအဲ့ဒီဥစ္စာအဲ့မှာသွားပြီးတော့ဥစ္စာတစ်ပတ်ကိုနိုင်30လောက်သွားပြီးတော့ run ပြီးတော့အဲ့ model တွေနဲ့ export လုပ်လို့ရတယ်အဲ့ဟာဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးပါရတယ်ဆိုလို့ရှိရင်ကိုထွန်းအကိုဆိုရင်တခြားဟာတွေရှိသေးတခြား question တွေဖြစ်မလားညီမတို့ဆိုရင်ပို့ပေးလိုက်လေဆိုလို့ရှိရင်ဆရာဒီမှာတော့တက္ကသိုလ်ကတော့ UCSY UID နောက်ကကျတော့သိပ္ပံနဲ့နည်းပညာကျတော့TVET ပေါ့နော် TVET ကနောက်ကကျတော့စင်ကာပူမြန်မာ Polytech ပေါ့အဲ့ vocational school ပေါ့နော်အဲ့အဖွဲ့တွေရဲ့နောက်ဘန်နေနောက်ကျွန်တော် MRTV ပေါ့မြန်မာတန်ဟုတ်ကဲ့အငယ်ဦးကျော်ရွှေပေါ့သူနဲ့ဒီ engineering team ပေါ့ဒီနေ့ဟုတ်ကဲ့ဝင်ပြီးတော့စိတ်ဝင်စားအားဖြည့်ပြီးတာMRTV တို့ဘာလို့မှလည်းရှိပါဒါအခုကကျွန်တော်တို့က MRTV ကကျတော့free to air ပေါ့နောက်ပိုင်းOTT တွေလည်းရှိလာနိုင်တယ်ပေါ့နောက်ကကျတော့သူကတခြားဒီ channel provider တွေက MRTV လာတဲ့ခါခုန meta data တွေလေခုနလိုမြန်မာလိုပေါ့ဒီ TV channel တွေကရုပ်ရှင်ကားတွေရဲ့ data တွေဒီ TVC တွေအဲ့ခါကြာရင်လည်းလိုမှာပေါ့နော်ဒါပေမဲ့လောလောဆယ်တော့မလိုသေးဘူးပေါ့နော်ဒါကတော့ပထမစပြီးမိတ်ဆက်တာပါတကယ်မြန်မာစာနဲ့ဒီကျွန်တော်တို့ meta data ကို manage လုပ်ရတော့မယ်ဆိုလို့ရှိရင်တော့အန်ကယ်တို့လိုတယ်တိလားအန်ကယ်ဒါလည်းကိုပိုင် team ပေါ့နော်ကိုယ့်ရဲ့ယုံကIT တို့ data team တို့ပေါ့အဲ့ဒါလေးဒါလေးတွေစ train ပြီးတော့ကိုယ့်အနေကိုပိုင်ဟိုပေါ့နော် AI model တို့ဒီ facility တွေတစ်ချက်အနာဂတ်မှာတော့ရှိလာမှာပေါ့နော်ဒီသွားတဲ့အခါပေါ့begin နေ handle လုပ်ဖို့ဟုတ်တယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်မေးစရာမေးဖို့မရှိတော့ဘူးဆိုရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ရက်လိုက်မယ်ပေါ့နော်ကျွန်တော်တို့resource တွေဒီ materials တွေကျွန်တော် share ပေးပါမယ်ခင်ဗျကျေးဇူးပါအခုလိုကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့မင်္ဂလာညချမ်းပါနော်အားလုံးဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါခင်ဗျာကျေးဇူးပါအားလုံး bye 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 bye